အားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့ညနေ4:06ညနေကတော့4:03လောက်နဲ့ပြီးမယ်ထင်တာပဲเนาะ4နှစ်ကနေပြီးတော့ကျွန်တော်တို့တောက်လျှောက်4:03 4:4 4:5 4:06ဆိုပြီးတော့4:06ကြာမှပဲရက်သွားတော့တယ်ကျွန်တော်တပတ်စာတွေကလည်းတောက်လျှောက်တွေထွက်နေဗျာအဲ့4:06ကကျွန်တော်ဒီတပတ်စာထဲမှာဒီမှာကြံသေးတယ်ဒါပေမဲ့ကျွန်တော်မွေးကွက်ပြောမှဆို6ပတ်ဒီမှာလည်းအခွေဆိုရင်6-9နဲ့4-6နဲ့အခွေဆိုရင်လည်းဒီမှာအောင်သွားပြီပေါ့နော်ဒီမှာဆို2ကွက်အောင်သွားအခွေက2ကွက်အောင်သွားပြီပေါ့နော်ဒီမှာ9-3ည break သူကတစ်ခါကြောက်လေ break ကတစ်လုံးနဲ့လာတာတစ်ခါကြောက်လေ break က2လုံးလာတယ်ဗျနော်ကျွန်တော်တစ်လုံးထွက်တော့ကြတော့ကျွန်တော်နည်းနည်းဒီတပတ်စာတွေကိုနည်းနည်းအာယုံနေသွားပါတော့ဒီ4-6-8ထိပ်တည်းတော့6ကိုဝင်လာဗျမနေ့ကလည်း4ထိပ်ညနေလည်း4ထိပ်ပေါ့နော်ခွေတောင်ခွေသွားရသေးတယ်ဒီကောင်ဘောလုံးမကြော်ပြီးရန်ညနေတီးတာပေါ့နော်အဲ့တော့ဒီကောင်ခွေထွက်သွားပြီပေါ့နော်အဲ့လိုမျိုး site တွေကဒီတပတ်စာတွေပဲပြုံကြ4-6ဆိုရင်ကျွန်တော်9-6နဲ့4-6နှစ်ကွက်ထုတ်တာဗျကျွန်တော်တို့ဒီကျွန်တော် Viber တွေကလူတွေလဲကံမကောင်းဘူးဗျကျွန်တော်ဒီနှစ်ကွက်ထုတ်တာဒီနှစ်ကွက်ကိုဒီအခွေရဆိုတော့ကျွန်တော်ဒီအခွေမှာလဲ6-9ကထွက်သွားတာဒီမွေးကွက်ထဲမှာလဲကျွန်တော်က6-9ကထွက်သွားတော့ကျွန်တော်ကဒီ4-6ကိုViber တွေကလူတွေကိုမမွေးခိုင်းလိုက်တော့ဘူးဗျဘာလို့လဲဆိုတော့တကွက်ထွက်သွားပြီဆိုတော့ကျတော့ဆက်မပေးတော့ဘူးထင်တာပေါ့ဗျာနှစ်ကွက်ဒီကျွန်တော်ဒီ6ကွက်ထဲကဒီနှစ်ကွက်ထုတ်ရတာပေါ့ main နှစ်ကွက်ထုတ်ရတာပေါ့ဒီမွေးကနန်း6ကွက်ထဲကနေနှစ်ကွက်ထုတ်ရတာတကွက်ထွက်သွားတော့ကျွန်တော်မထွက်တော့ဘူးထင်ပြီးတော့ကျွန်တော်လည်းမထုတ်ခိုင်းတော့တာဗျာနော်ရက်တောင်မကြသေးဘူးနော်တရက်တင်းနှလာအင်္ဂါ2ရက်စက်တိတ်ထွက်သွားမတက်နိုင်ဘူးလေနော်ကျွန်တော်လည်းဘာလို့ဆိုတော့မွေးခိုင်းလိုက်ပြီဆိုရင်မထွက်ဘူးဆိုရင်တခါကျွန်တော်တို့ကတခါနစ်နာပါလေနော်အဲ့တော့ကျွန်တော်လည်းအတက်မပြောနိုင်တော့ကြတော့မလိုက်ခိုင်းတော့တာဗျာနော်မွေးကနန်းကိုမေးတယ်ဗျာကျွန်တော်ဒီ Viber group တွေကလူတွေကဆရာမွေးကနန်းထက်လိုက်ရအောင်မလားတဲ့ကျွန်တော်လည်းမလိုက်နဲ့တော့လို့ပြောရတာအဲ့တော့မလိုက်နဲ့တော့လို့ပြောရတော့အခုကြတော့နှမျိုးကြပါဗျာအဲ့တော့မနေ့ဖက်ကမှ site တွေကတော့အများကြီးပဲဗျာဒီနေ့ site ကြည့်ရတာဒီနေ့နည်းနည်းဘယ်လိုပြောရမလဲ site တွေကအများကြီးဖြစ်ပြီးတော့ကျွန်တော်အာယုံတွေထွေးကုန်တာကြည့်ရအားမရှိတော့ဆိုတော့လို့ပါကျွန်တော်တို့ခုနကဘယ်လိုပေါ့နော်၄ထိပ်ကနေပြီးတော့၄နှစ်4-3 4-4 4-5 4-6ဆိုတော့ကြာပြောရမှာဆိုရင်ကဏ္ဍကနည်းနည်းလေးဟိုတစ်စက္ကန့်ပြီးတဲ့အတွင်းမှာသူတောက်လျှောက်ပြောင်းတော့တာဆိုတော့နည်းနည်းလေးဟိုပေါ့နော်လှုပ်ဆက်လို့ဘာလို့အဲ့လိုပုံစံမျိုးပေါ့ဗျာသူ့ဘာသူတခါလေးကျွန်တော်တို့၄နှစ်ကနေပြီးတော့4-6တန်းပြောင်းသွားတယ်ဆိုကျွန်တော်တို့နည်းနည်းလေးစိတ်ထဲမှာနည်းနည်းမခူးပေါ့ဗျာအခုက4နှစ်ကနေ4-3 4-4 4-5 4-6ဆိုတော့ပြောရမှာဆိုရင်ဟိုကိုပေါင်းမဲ့ကဏ္ဍတွေကိုကြောသွားနေတယ်လို့ခံစားရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့တခါလေးမှတူးတီကစားတာအဲ့ဒါတွေတော့မကောင်းဘူးဗျအဲ့လိုမျိုးတွေတော့ရှိတယ်တခါကျတော့စိတ်တက်ကြစရာတွေပေါ့ပြောရမှာဆိုရင်တကယ်ဆိုရင်ဘာပဲပြောကျွန်တော်4-3ဆိုရင်လည်းကျွန်တော်တို့ပေါက်ကြမှာ10 break ဆိုရင်လည်းကျွန်တော်တို့ပေါက်ကြမှာကျွန်တော်က10 break ကြိုက်တာကိုညနေခင်းမှာဒီလဲပေးလို့ရတယ်4-5ဆိုတော့မနေ့ကပြန်ကြပါတော့အဲ့တော့မနေ့ဖက်ကမှကျွန်တော်က site တွေတော့များတယ်ဗျဒါပေမဲ့ကျွန်တော်အပူးကြိုက်တယ်မနေ့ဖက်ကမှအပူးကြိုက်တယ်အခုကျတော့ကျွန်တော်8ထိပ်ကြိုက်တယ်အပူးကြိုက်တယ်8ထိပ်ကြိုက်တယ်ကျွန်တော်ဟောကြ9 break ကြိုက်တယ် break တွေလည်းများတယ်ဗျကျွန်တော်ညီလေးပို့ထားတဲ့ site တွေလည်းတအားကောင်းတာအဲ့ခွန်8 break site တွေဆိုကျွန်တော်ဒီ YouTube မှာညနေခင်းပိုင်းပြတဲ့ site တွေရဲ့ကျွန်တော်ညီလေးပြတဲ့ site တွေရဲ့ပေါင်းလိုက်တာ9-3ကတော်တော်ကောင်းတာတော့မထွက်လို့သာမထွက်တာ9-3ကတော်တော်ကောင်းလို့အဲ့မှာ9-3တကွာကောင်းပြီးတာအဲ့မှာ Viber မှာလည်းဗျာ Viber မှာလူတွေကဒီ Viber နေဖို့ဒီဖုန်းတွေခေါ်လိုက်ခဏန်းနေတောင်းလိုက်လို့တော့ကြတော့ကျွန်တော် Viber အဲ့ဒါတက်သွားအဲ့ဒါတွတ်သွားပြီးတော့ဘလို့မှကိုစာတကြောင်းပို့တာတော့ Viber မထွက်တော့တာလိုင်းကလည်းကြက်သွားပါအဲ့လိုဖြစ်သွားပါ Telegram ကကောင်းနေပြီ Telegram ကကြတော့ကျွန်တော်အဲ့တကွက်ကောင်း9-3 Telegram မှာတင်ရင်တယ် YouTube မှာလည်းကျွန်တော်တင်ရင်တယ်အဲ့တခါတလေမှအဲ့လိုမျိုးကျွန်တော် Viber ကြီးပဲတခုတည်းကြီးပဲစွတ်ပြီးတော့လှမ်းပြီးတော့ဟိုကဏ္ဍတောင်းမနေနဲ့ဗျာနော်တခါလီကျွန်တော် Viber မှာမပေးဘူးဆို YouTube တို့ Telegram တို့ပြည့်ကြည့်ဘာလို့ဆိုတော့ဟိုအဲ့လို line ချင်နေတယ်ပေါ့ဗျာဒီနေ့ဆိုရင်ဒီ Viber မှာပေးတဲ့လူတွေကတကယ်လို့9-3ထွက်သွားတယ်အဲ့ Viber ကလူတွေတယောက်မှရမှာပေါ့ဘာလို့ဆိုတော့ Viber လုံးဝမထွက်ဘူးအဲ့လိုဖြစ်တာအဲ့တော့ကျွန်တော်ရဲ့ဒီဟိုဟာမှာပေါ့ channel မှာကျွန်တော်ဒီ Viber group နဲ့ Telegram group တင်ပေးထားတယ်ဗျာနော်အဲ့ဒါတွေသွား join လို့ရတယ်ဗျာနော်အဲ့ဒါကဟိုမတည်သေးတဲ့လူတွေတို့ပေါ့နော်တည်ပြီးသားလူတွေတော့ဘာမှမဖြစ်ဘူးမတည်သေးတဲ့လူတွေတို့အဲ့လို join လို့ရပါတယ်နော်သွား join ထားပါပဲဘာလို့ဆိုတော့
တခါဒီမှာ line အခြေအနေရကျွန်တော်တို့ကအဲ့လိုမျိုးပေါ့နော်တခါဒီမှာကျွန်တော် Telegram မှာတင်နေတခါလေး Viber မှာတင်နေအချိန်ရတယ်လို့ပေါ့နော်မရရင်လည်းမရတယ်လို့ပေါ့အဲ့လိုမျိုးတင်ပေးတာတွေရှိရပါနော်အဲ့ကြောင့်မလို့ဒီနေ့ဆိုရင်ကျွန်တော် Viber မှာerror တက်နေတော့အဲ့လိုကိုလိုကလန်နေဖြစ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ရဲ့ဒီမှာဒုတိကလန်နာ site ရှိတယ်ပေါ့နော်ဒီမှာဒီ channel မှာဒီမှာပို့မှာရှိတယ်ဒီပို့ထဲမှာကျွန်တော်ဒီမှာဒီမှာ Telegram group ရော Viber group ရော Viber ဖုန်းနံပါတ်ကို Telegram ဖုန်းနံပါတ်ကိုပေးထားရပါနော်အဲ့တော့ဒါကျွန်တော်ဒီမှာ Telegram မှာအမိတင်ရတာနော်အမိတင်ရတာအဲ့လိုမျိုးပေါ့ဒါပေမဲ့ဒီကနေ့ထွက်မသွားဘူးပေါ့နော်ထွက်သွားရင်တော့Viber လူတွေရင်ခံမှာနော်အဲ့တော့မနေ့ကမှကျွန်တော်ရှစ်တလုံးကြိုက်တယ်ရှစ်ထိတ်ကြိုက်တယ်ရှစ်ထိတ်ကြိုက်ပြီးတော့မှကျွန်တော်တို့ဘာကနာထိုးရမှာတစ်ချက်ပြမှာနော်အဲ့တော့ကျွန်တော်က3ကတ်စီးတွေကိုကျွန်တော်3ကတ်စီးတွေမကြည့်ဘူးလား3ကတ်စီးတွေကကျတော့3ကတ်စီးတွေကကျွန်တော်တို့ယူတဲ့ပုံစံ line နဲ့ကျတော့3ကတ်စီးတွေကပြောရမှာဆိုမကြိုက်ဘူးပေါ့ဗျာပြောရမှာဆိုကျွန်တော်3ကတ်စီးကိုသိမကြိုက်ဘူးပဲကျွန်တော်2ကတ်စီးတွေပဲကြိုက်တာအဲ့2ကတ်စီးတွေကဗရိတ်ဆိုဗရိတ်ကနာဆိုကနာချရင်တဲချတာအဲ့လိုမျိုးတွေသွားတဲ့အတွက်ကြောင့်ကျွန်တော်2ကတ်စီးပဲရှာတယ်ဗျာနော်အဲ့တော့3ကတ်စီးတွေကများသွားပြန်ဖောက်တာများတယ်ဗျာနော်အဲ့တော့ဒီခုမနက်ဖြန်ဆိုင်မှာကျွန်တော်3ကတ်စီးနဲ့ပေါင်းပြမယ်ပေါ့နော်3ကတ်စီးနဲ့ပေါင်းပြမယ်ဆိုတော့ကျွန်တော်အခုဒီမှာ8ထိပ်ရင်ပြမယ်ပေါ့နော်8ထိပ်ရင်ပြမယ်ဆိုတော့ဒီလိုပြရမယ်ကျွန်တော်8ထိပ်ကကျွန်တော်ဒီမှာ96နော်ကျွန်တော်ဒီမှာတင်းနှင်းလာနေညနေမှာဆိုတင်းနှင်းလာနေမနေ့ကမှာ96ထွက်တယ်တင်းနှင်းလာနေမနေ့ကမှာ96ထွက်တယ်တင်းနှင်းလာနေမနေ့ကမှာဒီမှာ96ထွက်တယ်ဒါဒီတန်းထဲမှာဖြစ်တဲ့96ပေါ့နော်အဲ့96 3ကက်စီနဲ့သွားမှာပေါ့နော်အဲ့တော့ဒီမှာသူက96ထွက်တယ်အဲ့96ထွက်ပြီးရင်သူကညီကိုရိုက်တယ်နော်ဒီမှာဒါ7ချဒီဘက်ကျ9ဝင်ချနော်အပင်မရေတော့အဲ့တော့ဒီ96ကနေပြီးတော့ဒီ96ကနေ7ရေးလိုက်ဒီမှာ96ဒီ96ကနေ9ပင်ရေးလိုက်ဒီမှာ96 7ဆိုဒီမှာ96ကထပ်ထွက်မှာဒီမှာစောထွက်သွားတာအဲ့လိုကဏ္ဍနဲ့ဖြစ်တယ်လေဘာလို့လဲဆိုတော့ဒါတက်လက်စားတွေကျွန်တော်ပြလိုက်အောင်ဒီမှာကျွန်တော်ဒီမှာဒီနားမှာ38ဒီမှာနော်ကျွန်တော်ဒီမှာတစ်ခွန်တစ်ပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်တစ်ခွန်နော်တစ်ခွန်ကတစ်ခွန်ထွက်တယ်နော်အဲ့တော့38ကနေပြီးတော့ဒီမှာ38ထွက်တယ်ဒီမှာ3ဘူးကနေ3ဘူးဆိုပြီးတော့ကျွန်တော်ဒီမှာ3ဘူးဆိုပြီးတော့နော်33ထိုးရန်ဆိုပြီးတော့ကျွန်တော်ဒီမှာပြီးခဲ့တဲ့ဒီဘက်လောက်တော့နဲ့တို့ဒီမှာ33ဆိုပြီးကျွန်တော်ပြရတာအဲ့33ကဒီမှာတစ်ပင်နှစ်ပင်သုံးပင်လေးပင်မြောက်နဲ့ထွက်တာဒီမှာငါးပင်မှမထွက်ဘူးနော်ဒီမှာဆိုတစ်ပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်မှထွက်ရမှာဘာလို့ဆိုဒီ38ကငါးပင်လीဒီတိုင်းသွားမဟုတ်တစ်ခွင်1 38ဒီမှာ33ဆိုပြီးဒီမှာ33သွားမှာဒီမှာစောကြသွားတာပေါ့နော်အဲ့တော့အဲ့လိုတူတီရဲ့သဘောအဲ့လိုမျိုးတွေလောက်တတ်တယ်ပေါ့နော်တကွာစောကြတပင်စောကြတာပေါ့ပေးတယ်ကနန်းပေးတယ်ဒီမှာဆို96နော်ဒီမှာ7 96ဒီမှာ9ပင်နဲ့96သွားတာပေါ့နော်အဲ့လိုမျိုးတွေပေးတတ်တာကိုပြောတာဒီမှာဆို95 96နော်56အဲ့လိုအဲ့တွေးတွေက3တွေးရတော်တော်တွေးတယ်အဲ့တော့ဒါလေးဆက်ပြလိုက်မယ်နော်အဲ့တော့ဒါ3ကက်စီသမားတွေတော့ပေါ့နော်အဲ့တော့96ထွက်ပြီးရင်ညီကိုထွက်တယ်96ထွက်ပြီးညီကိုထွက်တယ်96ထွက်ပြီးညီကိုထွက်တယ်ကျွန်တော်မနေ့ကညီကို2နဲ့6ပဲကျွန်တော်သွားမင်းနေတာနော်ညီကို site ကို2နဲ့6နဲ့56နဲ့အဲ့ဒါပဲကျွန်တော်သွားမင်းနေညီကိုကြိုက်တယ်လို့မနေ့ကကျွန်တော်ပြောတယ်ပေါ့နော်ကျွန်တော်2နဲ့6တော့ပဲသွားမင်းနေပေါ့နော်3ပရိ site ကလည်းတွေ့တော့ဗျာနော်အဲ့တော့ဒီမှာ तू က96ထွက်ပြီးညီကိုကြပြီးဒီမှာတစ်ထိတ်တယ်နော်အော်တိုသွားတာဒီမှာ96ထွက်ပြီးတော့ညီကိုထွက်ပြီးတော့ဒီမှာတစ်ထိတ်နော်အဲ့တော့96ထွက်ပြီးတော့ညီကိုကြပြီးတော့တစ်ထိတ်သွားမှာလားနော်အဲ့လောက်ရိုးရှင်းထက်ပေးမှာလားပေါ့နော်3ကက်စီသမားတွေတော့ပေါ့နော်အဲ့တော့ထက်ပေးမှာလားဆိုတော့ကျွန်တော်ကဒီလိုယူမှာအဲ့တော့ဒီမှာတစ်ထိတ်ကတပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်ဒီမှာတစ်နောက်ပိတ်ကဒီမှာတစ်ထိတ်လို့လာတယ်နော်ဒီမှာကြတဲ့တစ်နောက်ပိတ်ကဒီမှာတစ်ထိတ်လို့သွားတယ်အဲ့တော့ဒီနောက်ပိတ်ကအပေါ်မှာရှိတဲ့ဒီတစ်ထိတ်တစ်ပိတ်ကလည်းထိတ်ကလည်းအပိတ်သွားဝင်နေရမယ်နော်ထိတ်ကလည်းအပိတ်သွားဝင်နေရမယ်နော်ဒီတစ်ကိုမယူတော့ဒီကောင်ထိတ်ပိတ်ညီးပြီးတော့မှဒီနောက်ပိတ်ကတစ်ထိတ်သွားတာနော်အဲ့တော့ဒီမှာတစ်ပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်ဒီမှာတစ်နောက်ပိတ်ပဲနော်ဒီတစ်နောက်ပိတ်ကဒီမှာတစ်ထိတ်သွားမှာအဲ့လိုယူမှာပေါ့နော်ဒီမှာနှစ်ကတ်ထိပေးနေနော်အဲ့တော့ဒီနာတစ်နောက်ပိတ်ကတစ်ထိတ်သွားမှာအဲ့တော့ဒီမှာ6ထိတ်က6ပိတ်ရိုက်တာနော်6ထိတ်က6ပိတ်ရိုက်တာပြောရမယ်ဆိုရင်ဒီကောင်က1
ဒီမှာဆိုရင်166ပြောရမယ်ဆိုဒီပါဝါနက်ခတ်တွေရိုက်နေရပေါ့ပြောရမှာဆိုနော်အဲ့တော့ကျွန်တော်ကဒီထိတ်နဲ့အပိတ်နဲ့ယူပြီးတော့မှဒီနောက်ပိတ်ကဒီထိတ်သွားမှာနော်အဲ့တော့ဒီမှာလေတင်းနောက်ပိတ်ကဒီမှာတစ်ထိတ်နော်အဲ့တော့ဒီမှာကျွန်တော်တစ်ထိတ်ထက်လာမှာလားနော်အဲ့တော့ဒီမှာကျွန်တော်တစ်ခွက်သွားလိုက်မယ်တစ်ပင်နှစ်ပင်သုံးပင်လေးပင်နော်ငါးပင်မှာတို့ဒီမှာရှစ်ပိတ်ဖြစ်သွားပြီနော်အဲ့တော့ဒီရှစ်ကဒီမှာထိတ်လာမှာနော်ဒီရှစ်ကဒီမှာထိတ်လာမှာဘာလို့ထိတ်လာမှာလဲဆိုတော့ဒီမှာတစ်ထိတ်တစ်ပိတ်ရိုက်ထားတဲ့အတွက်ကြောင့်မို့ဒီမှာတစ်ထိတ်တစ်ပိတ်ဒီရှစ်ကဒီမှာရှစ်လို့လာမှာဒီမှာရှစ်လို့လာမှာနော်ဒီမှာ6ထိတ်6ပိတ်ရိုက်ပြီးတော့ဒီတစ်ပိတ်ကဒီမှာတစ်ထိတ်လို့လာမှာဒီမှာတစ်ထိတ်တစ်ပိတ်ရိုက်ပြီးတော့ဒီတစ်ပိတ်ကဒီမှာတစ်ထိတ်လို့လာတာနော်အဲ့တော့ဒီမှာတစ်ဒီမှာတစ်ကဒီမှာတစ်ထိတ်ဒီမှာတစ်ကဒီမှာတစ်ထိတ်ဒီမှာရှစ်ကဒီမှာရှစ်ထိတ်လာလိမ့်မယ်နော်အဲ့တော့တစ်ထိတ်ထက်ဆိုင်ကျွန်တော်ရှစ်ထိတ်ကြိုက်တယ်ဘာလို့လဲဆိုတော့3ကက်စီမလို့3ကက်စီကလှည့်မှာကျွန်တော်ယူဆပါတော့အဲ့တော့ကျွန်တော်ကဘာလို့ဒီနောက်ပိတ်ကိုယူရလဲဆိုတော့ဒီရှင်လုံးမောင်းရင်3လို့ဖြစ်လို့နော်ဒီရှင်လုံးမောင်းရင်3လို့ဖြစ်လို့ဒီ3ဖြစ်ပြီးရတယ်ဒီနောက်ပိတ်ကဒီထိတ်ရိုက်တာနော်အဲ့တော့ဒီရှင်လုံးမောင်းရင်3လို့ဖြစ်လို့နော်ဒီနောက်ပိတ်ကဒီထိတ်ရိုက်တာနော်တစ်နောက်ပိတ်ကတစ်ထိတ်ရိုက်တာနော်အဲ့တော့ဒီမှာကျွန်တော်တို့ကဒီရှင်းနောက်ပိတ်ကိုဒီရှင်းလုံးမောင်းရင်3လို့ရိုက်ထားတဲ့အတွက်ကြောင့်မလို့ဒီရှင်းနောက်ပိတ်ကဒီရှစ်ထိတ်ရိုက်ကိုရိုက်မှာနော်ကျွန်တော်ကြိုက်တာတော့100ရာခိုင်နှုန်းကြိုက်တာပဲနော်အဲ့တော့တကယ်လို့မှ तू ပြန်လှည့်မယ်ဆိုရင်813ပေါ့နော်813ပေါ့8ကနက်ခတ်ပါဝါဖြစ်တဲ့813ထိတ်သွားမှာပေါ့နော်813ထိတ်ဒါပေမဲ့ကျွန်တော်8ထိတ်ပို့ကြိုက်တယ်နော်8ထိတ်ပို့ကြိုက်တယ်နော်အဲ့တော့8ထိတ်နေပဲကိုင်ပါနော်အဲ့တော့ဒါလေးကဒီလိုသွားတဲ့ site တွေပေါ့နော်အဲ့တော့ဒီမှာရှင်းလုံးမောင်းချင်း3ဖြစ်တယ်ထိတ်ပိတ်ရိုက်ပြီးရတယ်ဒီကောင်ကထိတ်ဝင်မှာအဲ့ထိတ်တွေကမှန်တယ်နော်ကျွန်တော်အဲ့ဒါမျိုးကြုံမှုတွေအဲ့တော့ကျွန်တော်ကဒီမှာဟုတ်ပြီကျွန်တော်တို့ကဒီမှာတစ်ထိတ်ဒီဘက်မှာတစ်ထိတ်ဒီဘက်မှာကျွန်တော်8ထိတ်ယူမယ်ဆိုထိတ်စီးရသွားပြီအဲ့ကျွန်တော် break ကိုဒီလိုပြန်ချုပ်မှာ break ဒီလိုပြန်ချုပ်မှာဆိုတာတကွက်ထဲအပြီးပေါအောင်ရိုက်မှာဗျာမနေ့ဗျာအဲ့တော့ဒီမှာဒီ break နှစ်ခုပေါင်းရင်5 break နဲ့5 break နဲ့ပေါင်းရင်10ဒီမှာ10 break နဲ့ဒီ2 break နဲ့ပေါင်းရင်10 10 break နဲ့2 break နဲ့ပေါင်းရင်10အဲ့တော့ဒီမှာ5 break နဲ့ဒီမှာ5 break နဲ့ပေါင်းရင်10အဲ့တော့ဒီ10ပေါ့နော်ဒါက5 break 5 break နော်ဒီမှာ10 break 2 break နော်ဒီမှာ5 break 5 break အဲ့တော့ဒီမှာခွန်8တက်4ပေါ့နော်ဒီမှာခွန်8တက်4 8ခွန်တက်4ပေါ့နော်အဲ့တော့8ခွန်ပေါ့ဒီမှာ8ခွန်တကွာကောင်းပေါ့နော်အဲ့ဒါ8ခွန်နောက်ပြန်8ခွန်တကွာထိတ်ရိုင်ပါမယ်နော်8ထိန်နေနောက်ကြတော့ကျွန်တော်မနေ့ကပြတယ်8တက်ဆိုင်ရှိတယ်8တက်ဆိုင်ဆိုတာကျွန်တော်နက်ခတ်လေ96ထွက်ပြီးတော့တပင်ကျော်မှာနက်ခတ်ရိုက်မယ်ဆိုတော့8တက်ဆိုင်ရှိတယ်နော်အဲ့တော့မနေ့ကအဲ့8ခွန်တကွာထိတ်ရိုင်ပါဒီကောင်တော်တော်ကြိုက်တယ်8ခွန်အဲ့တော့5 break site တွေကျွန်တော်ပြပေးအောင်မယ်နော်အဲ့တော့ဒီ site ကကျွန်တော်ကအဲ့လိုသွားကြတာပေါ့နော်အဲ့တော့အဲ့ဒါ96နဲ့ပတ်သက်လို့3ကက်စီးပေးကနော်96နဲ့ပတ်သက်လို့3ကက်စီးပဲနောက်ကြကျွန်တော်ပြမယ်ခွန်တစ်လုံးပြမယ်ကျွန်တော်ခွန်တစ်လုံးပြမယ်ဆိုတော့ကျွန်တော်ဒီမှာဒါဆေးအောင်မချေတော့တင်းသွားရတော့3ကက်စီးသမားတွေအတွက်နော်3ကက်စီးကြိုက်တဲ့လူတွေဆိုတော့အဲ့မှာ3ကက်စီးတွေကျွန်တော်ပြပေးမယ်ဒီမှာ3663နော်9 break ကိုမှကနန်းတူပြောင်းမြန်လှန်ကြပြီးသွားရင်နော်ပြောင်းမြန်လှန်ကြပြီးသွားရင်သူကဒီမှာတပင်2ပင်3ပင်4ပင်တပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်10ပင်ဒီမှာခွန်8နော်ခွန်8ထွက်တယ်နော်ဒီမှာ9 break ကိုမှ8တစ်တစ်8ဆိုပြီးတော့ပြောင်းမြန်လှန်ကြသွားရင်နော်ပြောင်းမြန်လှန်ရသွားရင်တပင်2ပင်3ပင်ဒီကနေသွားလိုက်မယ်နော်ကြာမှာကြောက်လို့ဒီမှာခွန်5ဒီမှာ
ခွန်နေရိုက်တာနော်ဒီမှာအပင်ရေအောင်မလားဗျာဒီနော်တပင်နှစ်ပင်သုံးပင်တပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်6ပင်9ပင်10ပင်ဒီမှာခွန်ကနော်ဒီမှာတော့ခွန်ထိတ်တီကြီးပဲရိုက်တာအဲ့တော့ဒီမှာခွန်8ဒီမှာခွန်9နော်အဲ့ဒါကဒီကိုဘရိတ်ကနန်းလူပြန်ကြတဲ့အတွက်ကြောင့်မလို့ဒီမှာကိုဘရိတ်ကနန်းလူပြန်ကြတဲ့အတွက်ကြောင့်မလို့ဒီမှာခွန်8ထွက်တယ်ဒီမှာခွန်9ထွက်တယ်နော်အဲ့ဒါကျွန်တော်ခွန်တစ်လုံးနေယူမှာအဲ့တော့ဒီမှာ93939ဆိုပြီးတော့ကျွန်တော်ဒီမှာကိုဘရိတ်နော်ပြောင်းပြန်ပြန်ကြတာတပင်2ပင်3ပင်ဒီကနေသွားမှာတပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်10ပင်ဒီမှာခွန်တစ်လုံးနဲ့နော်ဒီမှာခွန်တစ်လုံးနဲ့ကျွန်တော်ရွေးထားတယ်ခွန်8အဲ့လို3ကက်စီတွေကဘယ်လိုလာတော့ဆိုတော့အဲ့ဒီ3ကက်စီတွေဒီပထမတက်ကက်မှာကြာခဲ့တယ်ပထမတက်ကက်မှာကြာခဲ့တယ်ခွန်8ကယ်ဒုတိယတက်ကက်မှာကြာခဲ့တယ်နော်8တိ7ဒီမှာခွန်9ရေဒီမှာတတိယတက်ကက်မှာအဲ့ဒီဟိုဘက်မှာထွက်ခဲ့တယ်ခွန်8နဲ့ခွန်9နဲ့ဒီဘက်မှာအဲ့နှစ်ကက်သေးရကဏ္ဍကပဲပြန်ကြတာ3ကက်စီတို့ရဲ့သဘောတရားရပါတော့ကျွန်တော်ကြည့်တဲ့ site တော်တော်များများရဲ့3ကက်စီရဲ့သဘောတရားရဆိုဟိုဘက်မှာထွက်ခဲ့တဲ့ခွန်8နဲ့ခွန်9နဲ့နှစ်ကွက်ပြန်ကြတာအဲ့နှစ်ကွက်ပြန်ကြလိမ့်မယ်ဒါကခုနကျွန်တော်ပြတဲ့ခွန်8နဲ့ဆိုရင်8ခွန်နဲ့ဆိုရင်8ထိတ်နဲ့8ခွန်နဲ့ဆိုရင်ဒါ8ခွန်ကိုကျွန်တော်တို့ကပူကြိုက်တာပေါ့နော်အဲ့လိုပြောအောင်ပေါ့နော်အဲ့ဒါ3ကက်စီဒီမှာ26ဒါလည်း3ကက်စီပဲ26 7တစ်ဖြက်26 7တစ်ဖြက်10ပရိတ်နော်ဒါကကြတော့7တစ်ဖြက်သွားတာ26မသွားတော့ဘဲနဲ့ပရိတ်ကိုလှည့်သွားတာ10ပရိတ်လောက်သွားတာနော်အဲ့တော့ဒါ तू ကဒါဟောပေါ့နော်10ပရိတ်ကို तू က26ကို80လောက်သွားပါတော့အဲ့တော့ဒီမှာတစ်ချက်ကြည့်မယ်ဒီမှာတစ်ချက်ကြည့်လိုက်မယ်နော်အဲ့ကောင်ကဒီမှာသူ့ရဲ့10ပရိတ်ကဒီဘက်ကက်ရမှာပေါ့နော် तू ကဘုံရုံးနေမှာအင်္ဂါနေ့ကကဏ္ဍနောက်ပိတ်ပြန်ကြနော်နောက်ပိတ်ပြန်ကြပြီးတော့ရှင်နှလုံးပေါင်းချင်းရှက်လို့ရိုက်တာနော်အဲ့လိုဟာတွေကတော့ဖြစ်ခဲတယ်ဗျာနော်ဒါပေမဲ့လို့ကျွန်တော်ယူတော့ပြကြည့်တာဗောနော်ဒီမှာနှစ်နောက်ပိတ်ပြန်ရိုက်တာပြောရမယ်ဆိုအဲ့ဒီနှစ်နောက်ပိတ်ကလေကျွန်တော်အယူဆကတော့ဒီနှစ်ပရိတ်ကနှစ်နောက်ပိတ်လို့လေယူလို့ရတယ်သူကနော်အဲ့တော့လောလောဆယ်နှစ်နောက်ပိတ်ပြန်ကြပဲသွားလိုက်မယ်ဗျာနော်အဲ့တော့ဒီမှာရှင်နှလုံးပေါင်းချင်းရှက်နဲ့နောက်ပိတ်ရိုက်တာနော်ဒီမှာ26ဒီမှာရှင်းလုံးပေါင်းကြီး10ပဲထည့်ရိုက်တာဒါနောက်ပိတ်ပြန်ကြတာယူလို့မရတော့ဘူးခုနဗရိတ်နဲ့ပဲယူမှရတာနော်ကျွန်တော်ဗရိတ်နဲ့ယူမှရတော့ကျွန်တော်ဒီဟာနဲ့လွဲတာအဲ့တော့ဒီမှာ10ဗရိတ်ရိုက်တယ်ဒီမှာ2ဗရိတ်က2ပိတ်ပြန်ကြ2ဗရိတ်က2ပိတ်ပြန်ကြပြီးတော့ရှင်းလုံးပေါင်းကြီး10လို့ရိုက်တာအဲ့တော့ဒီမှာ26နော်ဒီ26 10ဗရိတ်ဖြစ်တော့ဒီဟာရှင်းလုံးပေါင်းကြီး10ရိုက်တာလားတော့မသိဘူးပေါ့ဗျာနော်အဲ့တော့ဒီမှာဗရိတ်ပေါင်းကြီး4ကလေးနောက်ပိတ်ရိုက်ပြီးတော့မှဒီ10ပရိတ်ကြောင့်ရှင်နှလုံးပေါင်းချင်း10လို့ပြန်ရိုက်တာနော်အဲ့တော့အခုဒီမှာ10ပရိတ်ရှိလို့ရှင်နှလုံးပေါင်းချင်း10ပြန်ရိုက်မယ်နော်အဲ့ဆို4ထိပ်ဒီပရိတ်ပေါင်းချင်းက9အဲ့4 9တကွက်တည်းအဲ့ဒါကတော့မှန်ချင်လဲမှန်မှာပေါ့မှားချင်လဲမှားမှာပေါ့နော်4 9အဲ့ဒါတကွက်တည်းအဲ့ဒါဘယ်လိုပြောအောင်နေရာရောအထိုင်ရောအဲ့ဒါပြောင်းစရာမလိုအဲ့ဒါနော်ဘာလို့လဲဆိုတော့သူကဒီမှာ10ပရိတ်ရိုက်လို့ရှင်နှလုံးပေါင်းချင်း10နှစ်ပရိတ်ကနှစ်ပိတ်နော်ဒီမှာ10ပရိတ်ရိုက်လို့ရှင်နှလုံးပေါင်းချင်း8 4ပရိတ်က4ပိတ်10ပရိတ်ရိုက်လို့ရှင်နှလုံးပေါင်းချင်း8 4ထိပ်သွားမှာတော့9ပရိတ်က9ပိတ်ဆိုပြီး4 9ဆိုပြီးဒီမှာတကွက်ထဲနော်အဲ့ဒါ3ကက်စီသမားကြီးကြာရင်အဲ့4 9တကွက်ထဲထူနော်အဲ့တော့ခုနပြခဲ့တဲ့ site တွေက3ကက်စီကနေပြီးတော့ယူကြည့်တဲ့ site တွေပေါ့နော်3ကက်စီကနေကျွန်တော်မှန်ယူကြည့်တဲ့ site တွေပဲဗျာနော်ဘာဖြစ်လို့ကျွန်တော်ရှစ်ထိပ်တော့ကြိုက်တယ်ဗျာသူအဲ့3ကက်စီကရှစ်ထိပ်တော့ကြိုက်တယ်ဗျာနော်ကျွန်တော်ဒီမှာခွန်လေးတစ်ပရိတ်ပေါ့နော်ခွန်လေးတစ်ပရိတ်ရိုက်သွားပြီးရင်အဲ့တစ်ပရိတ်ကဒီမှာတစ်ပရိတ်ပြန်ကြပြီးတာနဲ့နောက်တစ်ပတ်မှာ96ညီကိုအပူးဆိုပြီးတော့ရိုက်တာ96ညီကိုအပူးဆိုပြီးတော့ရိုက်တာနော်အဲ့တော့ဒီမှာတင်ငါ6ပရိတ်လို့ပြန်ရိုက်ပြီးတာနဲ့အဲ့6ပရိတ်ကဒီဘက်အပတ်ထဲမှာပြန်ကြတာနော်ကြပြီးရတယ်ဒီမှာ96ညီကိုအပူးဆိုလာမှာလားဒါနှစ်ပြဆိုင်တွေပေါ့နော်ဒါနှစ်ပြဆိုင်တွေနော်အဲ့တော့ဒီမှာ96ညီကိုအပူးဒီမှာ96ညီကိုအပူးအဲ့လိုအပူးသွားမှာလားအပူးဆိုရင်ကျွန်တော်တို့ဒီမှာနှစ်တစ်ကဒီမှာအဲ့ဝမ်းချင်းနဲ့ပြန်ပူးတယ်ပေါ့ဗျာဒီမှာ4 5ဆိုရင်4 5ဝမ်းချင်းနဲ့ပြန်ပူးမှာ4 ဘူး5ဘူးပေါ့ဗျာနော်
အဲ့တော့ဒါ၄ဘူး၅ဘူးဒါအပူးဆိုင်ကိုပြတာပေါ့နော်အဲ့တော့အခုပြမယ်ဆိုင်တွေအပူးဆိုင်တွေလာမယ်အဲ့တော့ဒီမှာကျွန်တော်တို့က6 5အောင်မှာနက်ခတ်ထွက်တယ်အဲ့နက်ခတ်ကဒီဘက်မှာလည်းနက်ခတ်ထွက်ထားတယ်6 5အောင်မှာနက်ခတ်ထွက်တယ်အဲ့နက်ခတ်ကဒီဘက်မှာလည်း၄နှစ်နက်ခတ်လို့ရိုက်တယ်ဒီထွက်ခဲ့တဲ့96နက်ခတ်ကတပင်2ပင်3ပင်အောင်မှာဒီ96ကနက်ခတ်ပြန်ထွက်တာထွက်ပြီးတော့ကျွန်တော်တို့ညီကိုရိုက်တယ်ညီကိုရိုက်ပြီးဒီမှာလာမယ်ကဏ္ဍပေါ့နော်ညီကိုရိုက်ပြီးတော့ဒီမှာလာမယ်ကဏ္ဍပေါ့နော်အဲ့တော့အိုက်ကက်ကဒီမှာသွားတူနေတာဒီမှာကျွန်တော်တို့6 5ထွက်ပြီးတော့နက်ခတ်ထွက်တာနဲ့အဲ့ဒီနက်ခတ်ထွက်ပြီးတော့ဒီဘက်မှာလည်းနက်ခတ်ထွက်တာအဲ့တော့ဒီနက်ခတ်က2 4ရတပင်2ပင်3ပင်အောင်မှာညီကိုထွက်ပြီးတာနဲ့ဒီမှာနက်ခတ်ပြန်ရိုက်တာအဲ့တော့6 5 2 4 4နှစ်ပေါ့ဗျာဒီမှာညီကိုထွက်ပြီးတာနဲ့ဒီမှာနက်ခတ်ပြန်ရိုက်တာရိုက်ပြီးတာနဲ့သူကတပင်ကျော်မှာလာမယ်ကဏ္ဍဒီမှာတော့20လို့ထွက်တာတယ်အဲ့20ကတော့လောဆယ်ဒီဘက်က20လေးရှိတယ်နော်ဒီနှစ်ကွက်ပေါ့ဗျာဒီနှစ်ကွက်ထဲကပြန်ကြတာတခါလေအဲ့လိုယူမှရတာတခါလေကျွန်တော်တို့ကဒီလိုဒုံးမိကတဲ့ယူလိုက်တယ်ဆိုတခါဒီလိုကတ်ချတာဒီလိုလောက်တာတခါလေအတူကြီးအဲ့ဒါတွေကတော့လှဲ့တာပေါ့ပြောရမှာဆိုတော့အဲ့လိုသဘောလေးရှိတယ်အဲ့တော့တခါလေမှကျွန်တော်သိမ့်ကြုံယူတာဆိုအဲ့လိုပြောတာဒီမှာဒီနှစ်ကွက်ထဲကဒီမှာတစ်ကွက်ပြန်ကြတာအဲ့လိုယူလိုက်မယ်ပေါ့နော်အဲ့တော့ဒီကောင်ကအဲ့တော့၄နှစ်ဒီနှစ်လေးက4နှစ်လို့ကြာပြီတခါမှဒီမှာ20ထွက်တာသူကမထွက်ခင်မှာဒီမှာသူကဒီနှစ်နောက်ပိတ်ကဒီမှာနှစ်နောက်ပိတ်ပြန်ရိုက်တယ်ပေါ့နော်နှစ်နောက်ပိတ်ကနှစ်နောက်ပိတ်ပြန်ရိုက်ပြီးတော့ဒီ20ရဒီမှာ20လို့ထွက်တာဒီမှာလည်း20ရှိတယ်အဲ့လိုယူလို့လည်းရတယ်အဲ့တော့ဒီမှာကျွန်တော်တို့ကတစ်ချက်ကြည့်လိုက်အောင်ဒီမှာ2 4နက်ခတ်ကစောင်းပေါ်မှာ9နောက်ပိတ်9ထိတ်ဆိုတော့9 3လုံးရိုက်တာ9 3လုံးရောက်ဒီနက်ခတ်ကစောင်းမှာ9နောက်ပိတ်9ထိတ်9 3လုံးရိုက်ပြီးတဲ့ဒီ3ညနှစ်ကဒီမှာနှစ်3ညလို့လည်းယူလို့ရတယ်ဒီဘက်ကကဏ္ဍနှစ်ကွက်တဲ့တစ်ကွက်လို့လည်းယူလို့ရတယ်နောက်ပြီးကြတော့ဒီမှာသူကနေတပင်2ပင်3ပင်4တပင်2ပင်3ပင်4ပင်5ပင်ဒီ20ကနေပြီးတော့တပင်2ပင်3ပင်4ပင်5ပင်ဒီမှာ20ဆိုတဲ့ကဏ္ဍကနေဒီမှာရှိနေအဲ့တော့ဒီကောင်လည်းဒီလိုတက်ရိုက်တာလို့ယူလို့ရတယ်အဲ့တော့ကျွန်တော်ဒီ20ဆိုတဲ့ဒီ30ဒီ20ဆိုတဲ့ဒီ3ခွက်ကိုကျွန်တော်ဒီမှာယူလိုက်မယ်20နော်ဒီမှာ20လို့ယူလိုက်ပြီနော်အဲ့တော့ဟုတ်ပြီကျွန်တော်ကဒီမှာ6 5 96နက်ခက်ကဒီမှာ96နော်ညီကိုပြီးတော့ဒီမှာ96ပြန်ကြတယ်နော်96ပြန်ကြပြန်ရင်ညီကိုကြပြီးသွားပြီအော်ဒီမှာအပေါ်ညီကိုကြတယ်ပဲသွားမှာနော်အောက်ညီကိုသွားလို့မရအောင်နော်အဲ့တော့ဒီမှာ96ထွက်ပြန်ရင်တပင်ကျော်မှာဒီမှာထွက်မဲ့ကဏ္ဍပေါ့နော်ဒီမှာအဲ့တော့ဒီမှာကျွန်တော်96ကစားမှာ9နောက်ပိတ်နော်9ထိတ်ဒီမှာ9ထိတ်တို့ခုနလိုရိုက်တာပဲနော်96ကစားမှာနက်ခက်ကစားမှာ9နောက်ပိတ်9ထိတ်ဒီ3လုံးရိုက်ပြီးတော့မှဒီ6နောက်ပိတ်ဒီမှာ6နောက်ပိတ်နော်ဒီတူတဲ့6နောက်ပိတ်ဒီမှာရှိတယ်6ဘူးကအဲ့မှာရှိတယ်6ဘူးကဒီမှာအပူးလို့လာမှာ6ဘူးလို့အပူးနော်ဒါအပူးယူရမှာပေါ့နော်အပူးပေါ့နော်အဲ့တော့ဟုတ်ပြီဒီမှာ6ဘူးလာပြီဆိုရင်သူ့ရဲ့ဒီဘက်တပင်ကျော်မှာလည်းအပူးရှိရမယ်ဒီဘက်မှာအပူးမရှိဘူးနော်ဒီဘက်မှာဖောင်းမင်းပါထားတော့ကျွန်တော်ဒီအပူးကိုယူမယ်နော်ဒီမှာလည်းအပူးရှိတယ်5ဘူးရှိတယ်နော်အဲ့တော့ဒီကနေသွားမယ်တပင်2ပင်3ပင်4ပင်5ပင်ဒီမှာလည်းအပူးတွေတွေ့နေတယ်အဲ့တော့အပူးဆိုတော့ဒီမှာအပူးလာနိုင်တယ်အပူးအဲ့တော့အပူးကောင်းတယ်မနေ့ကအဲ့တော့အပူးဆိုင်ကအဲ့လိုတွေ့နေပွဲတကယ်လို့မှ तू ကဒီ65နက်ခတ်20ကြာတယ်လို့ဒီမှာလဲ96နက်ခတ်ကဒီမှာ20လို့လဲကြာရင်ကြာပါဘောတကယ်လို့မှ20ကြာရင်20ထိုးပေါ့ဗျာနော်ကျွန်တော်တို့အပူးပဲကြိုက်တယ်နော်ဒီ site ကဒီလို9နောက်ပိတ်9ထိတ်ဒီမှာသူကပြောမယ်ဆိုရင်အစင်းကလှတယ်နော်နက်ခက်9နောက်ပိတ်9ထိတ်အဲ့လိုသွားပြီးတော့မှဒီ6နောက်ပိတ်ဒီအပူးကဒီမှာကြာဒီအပူးကဒီမှာကြာမှာအဲ့တော့အပူးဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က10ခွက်လုံးထိုးရမှာအပူးဆိုရင်10ခွက်လုံးထိုးရမှာအဲ့ထဲမှာကျွန်တော်တို့ကြိုက်တဲ့ကဏ္ဍတင်ရမှာပေါ့နော်အဲ့လိုသွားရမှာပေါ့နော်အဲ့တော့ဒါကအပူးလိုင်းကိုအပူးကိုပြောချင်တာပေါ့နော်အဲ့တော့ဒီ site ပေါ့နော်ဒီ site ကကျွန်တော် site အောင်3628 56ပေါ့နော်362865 362865ဆိုပြီးကျွန်တော်ဒီဘက်မှာ65 site ရတော့ပေါက်တဲ့ site ဒီ site ကနော်အဲ့ site ကမနက်ကဟို4-5ပေးသွားတာပေါ့နော်ဒီ site ကကျွန်တော်မကြည့်ပြလိုက်ဘူးเนาะဒါ site အဟောင်းတွေပြန်မလိုက်ဖြစ်တာအဲ့တော့ဒီ site ကိုကျွန်တော်တစ်ချက်ကြည့်အောင်ဒီမှာ3628 3628ဒီမှာ65 362865လို့ရိုက်ပြရတယ်ဒီမှာ45ရိုက်တာ362865လို့ရိုက်ပြရတယ်ဒီမှာ45ရိုက်တာအဲ့မှာသေရောအဲ့တော့ဒီ45
အဲ့တော့ဒီမှာသူက36286545 36286545တခါလေးမှာ frame နဲ့အဲ့လိုသွားတာဆိုတော့နော်အဲ့တော့ကျွန်တော်တို့ယူတဲ့ site တွေကပြောရမှာဆိုရင်လက်ခံနိုင်စရာအကြောင်းရှိပါတယ်ဗျာနော်တောင်ချစ်မြောက်ချစ်မဟုတ်ပါဘူးဗျာနော်ပြောရမှာဆိုရင်ကျွန်တော်ဒီကနန်းနဲ့ယူပြီးတော့ဒီမှာခွန်9ထွက်မယ်နော်ဒီကနန်းနဲ့ပေါင်းပြီးတော့ဒီမှာခွန်9ထွက်မယ်ယူတာမဟုတ်ဘူးဗျာနော်သူ့ရဲ့ frame တိုင်းကျွန်တော်တို့သွားတာ362865 362865အဲ့မှာ45ထွက်တယ်45ထွက်တယ်အဲ့45ဘယ်ရလာတော့ဆိုဒီမှာ36ကဇောင်းမှာရှိတယ်ဒီနှစ်ကွက်ထဲကနော်တစ်ကွက်ထွက်တာဒီ36ရဲ့ဇောင်းမှာရှိတယ်ဒီနှစ်ကွက်ထဲကနော်ဒီမှာတစ်ကွက်ထွက်တာဒါကျွန်တော်ရဲ့ယူတဲ့စနစ်တိုင်းသွားမယ်ဆိုရင်ဒီ3628ရဲ့ဂျားမှာရှိတဲ့3945ကဒီမှာတစ်ကွက်ရိုက်ပြီးတယ်အဲ့တော့3628ရဲ့ဂျားမှာရှိတဲ့ဒီ45နဲ့31ကဒီမှာတစ်ခွက်ရိုက်ပြီအဲ့တိုင်းသွားမှာဒါကျွန်တော်ပြီးခဲ့တဲ့ site အဟောင်းကိုမကြည့်လိုက်လို့ကျွန်တော်ကဒါကြည့်လိုက်တယ်ဆိုအဲ့45ပေါက်အောင်ပါနော်အဲ့တော့ဒီ site အဟောင်းကိုမလိုက်လိုက်လို့ဒီ data အရင်တော့ site ဟောင်း65ပေါက်တော့ site ဟောင်းနော်အဲ့တော့ဒီပေါက်ပြီးသားကိုဘာလို့ပြရတာလဲနော်အဲ့တော့45ထွက်ပြီးသွားရင်ဒီမှာ2တစ်က1နှစ်လို့ပြန်ကြထားရှိတယ်နော်ဒီ45ထွက်ပြီးသွားရင်2တစ်က1နှစ်လို့ပြန်ကြထားရှိတယ်အဲ့တော့ဒီမှာ45ထွက်ပြီးသားဒီ9ဘူးက9ဘူးလို့များပြန်လာမလားပေါ့ဒါကကျွန်တော်ဆက်လို့ပြတာပေါ့ဗျာနော်ဆက်လို့ပြတာဒီ6545ပြီးရင်ဒီ111နှစ်ကြာတယ်လို့9645ပြီးရင်ဒီ9ဘူးက9ဘူးလို့ကြာမလားအဲ့တော့ခုနကျွန်တော်လိုချင်တဲ့အပူးနဲ့လေဒါတော့ညှိနေလို့ဒါလေးကိုထပ်ပြတာအဲ့တော့ဒီဘက်မှာလည်းသူကဒီမှာအပူးရှိတယ်9ဘူးလေဒီဘက်မှာလည်းကျွန်တော်တို့ကဒီမှာတော့ပျောက်ကနန်းပေါ့ဗျာဒီမှာကနန်းပြက်ပြင်မရှိအော်ဒီမှာကျွန်တော်တစ်ချက်ကြည့်အောင်ဒီမှာကျတော့သူကဒီမှာ1နဲ့2ဒီဘက်မှာအပူးလို့ရိုက်တယ်အဲ့တော့ဒီမှာကျတော့ကျွန်တော်ကဒီ9ဘူးကအမှန်တကယ်တော့ဒီမှာပူးရမှာနော်ဒီဘက်မှာပူးမထားတော့ဒီဘက်မှာပူးမယ်ပေါ့ဗျာဒီဘက်မှာတော့ရှစ်ပရိရိုက်ထားရနော်ရှစ်ပရိရိုက်ထားတယ်ရှစ်ပရိဒီမှာ9ဘူးသွားမှာလားပေါ့ဒီမှာအပူးနှစ်သွားမှာလားပေါ့နော်အဲ့တော့ဒီ9ဘူးကဒီမှာလာနိုင်နေဗျာနော်အဲ့တော့ဒီမှာဒီ3ပရိရှစ်ပရိဗရိတ်ပါဝါနော်အဲ့တော့65ထွက်ပြီးတော့ဒီမှာ3ပရိရှစ်ပရိဗရိတ်ပါဝါရိုက်တယ်ဒီမှာ65ထွက်ပြီးတော့ဒီ3ညပရိ5ပရိကဗရိတ်ပါဝါရိုက်တယ်နော်ဒီဗရိတ်ပါဝါဘာလို့ရိုက်တာနော်ဒီမှာနက်ခတ်80နက်ခတ်ထွက်ပြီးမှဗရိတ်ပါဝါရိုက်တာဒီမှာ96ထွက်ပြီးမှဗရိတ်ပါဝါရိုက်တာနော်အဲ့ဗရိတ်ပါဝါဘာလို့ရိုက်တာတော့ဒီမှာဗရိတ်ပါဝါဘာလို့ရိုက်တာတော့သူအကြောင်းရှိလို့ရိုက်တာနော်ကျွန်တော်ဒီ36ရဲ့အပေါ်မှာရှိတဲ့ခွင်ထိတ်2ပိတ်4ဗရိတ်ပေါ့နော်ခွင်ထိတ်2ပိတ်4ဗရိတ်ကအပေါ်မှာရှိတဲ့ဒီ3ဗရိတ်နဲ့ဒီ10ဗရိတ်ကဗရိတ်ပါဝါကဒီမှာ38ဗရိတ်လို့ဆင်းပေးတာနော်အဲ့တော့ဒီ36ကအပေါ်မှာရှိတဲ့ခွန်ထိတ်2ပိတ်4ဗရိတ်ကဒီ3ညဗရိတ်5ဗရိတ်ကဒီမှာ9 3ညဗရိတ်ကဒီမှာ3ည5ဗရိတ်လို့လားအဲ့တုန်းကလည်းကျွန်တော်ဒီမှာ14နော်ဗရိတ်ပါဝါဖမ်းပြီးတော့ကျွန်တော်5ဗရိတ်ပြောခဲ့တဲ့ဒီမှာ14ဒီတုန်းကလည်းကျွန်တော်တို့ဗရိတ်နဲ့ပေါ့နော်14တော့မဟုတ်ဗရိတ်ရတာပေါ့နော်အဲ့တုန်းကအဲ့လိုမျိုးပေါ့ဗျာ site တွေအဲ့လိုလာတာနော်တခါလေးမှာ site တွေအဲ့လိုဂျိန်းနဲ့ကောင်းတာပေါ့နော်အဲ့တော့ဒီမှာရှိတဲ့38ကဒီမှာ38ဗရိတ်ပါဝါရိုက်တယ်3ည5ကဒီမှာ3ည5လို့ဗရိတ်ပါဝါရိုက်တယ်အဲ့တော့ရိုက်ပြီးတော့မှခေါင်းကကျွန်တော်ပြောတဲ့ဒီ1ကဒီမှာ9လို့လာနိုင်ပါတယ်ဗျာနော်အဲ့လိုမှမဟုတ်ဘဲနဲ့ဒီမှာတပည့်2ပင်3မင်းအောက်က1ကဒီမှာ1လို့သွားတာလားတပည့်2ပင်3မင်းအောက်ကဒီမှာခွန်ဗရိတ်လို့သွားမှာလားပေါ့နော်ဒါနောက်ဆုံးအဆင့်ပြောပြတာပေါ့နော်လိုက်တာအဲ့လိုလိုက်ကြည့်ကြပါဗျာနော်အဲ့တော့ဒီမှာဒါမှမဟုတ်ကျွန်တော်အပူပဲကြိုက်ပါတယ်ဗျာနော်တကယ်လို့မှ2-5ဆိုတဲ့ကဏ္ဍမျိုးလေးကြိုက်ရင်ထိုးပါဗျာနော်အဲ့တော့ခုနဒီ2-5ဒီမှာ2-5လို့5ဘူးမြိုက်ပဲနဲ့ဒီ2-5လို့ရိုက်မလားပေါ့ဗျာနော်ခုနကဒီ1နှစ်ကဒီမှာ1နှစ်လို့တက်ရိုက်မလားပေါ့နော်အဲ့တော့ဒီပရင်ကတော့10ပရိရိုက်ပြရတယ်ကျွန်တော်ခွန်ပရိတ်ခွန်1ရိုက်တာပေါ့နော်ဒီခွန်ပရိတ်ကဒီမှာခွန်ပရိတ်လို့ပြန်ရိုက်တာပေါ့နော်ဒီခွန်ပရိတ်ကဒီမှာခွန်ပရိတ်လို့ပြန်ရိုက်ပြီးတော့မှသူ့ရဲ့ဇောင်းမှာ4နှစ်ကြာတာအဲ့4နှစ်ကဒီရဇောင်းက4နှစ်ကဒီမှာတက်ရိုက်တာဒီ9နှစ်က2-5လို့တက်ရိုက်လို့ဒီခွန်1ကဘေးက4နှစ်က4နှစ်လို့တက်ရိုက်တာဒါဖရိတ်အကျန်းနော်5ပရိတ်လို့ရိုက်တာ5ပရိတ်လို့ရိုက်ပြီးတော့ဒီမှာ80ထွက်တာအဲ့80ကဒီမှာ80လို့တက်ရိုက်တာအဲ့80လို့တက်ရိုက်ပြီးရင်ဒီ80ရဲ့ဇောင်းမှာလာမယ်ကနန်းဒီ80ခွန်1ကဇောင်းမှာရှိဒီ4တစ်ကsorry4တစ်တော့ဟုတ်သွားပြီ
ဒီတစ်ခွင်ဆောင်မှာရှိဒီ၄သုံးကဒီ၄သုံးလို့တက်ရိုက်မှာဒါတွေကတဘောတဲ့ site တွေကြက်ရင်ထိုးနော်၄သုံးနော်ကျွန်တော်မနေ့ကညနေဆိုင်မှာလည်းဒီ၄သုံးတွေပြတယ်ခွန်ပရိတ်တွေနော်ဒီ၄သုံးနော်အဲ့လိုတက်ရိုက်တာဟိုဘက်မှာလည်းနော်ဒီ၄သုံးကဒီမှာခွန်ပရိတ်တက်ရိုက်မှာနော်အဲ့ဒါကို၄6ဖြစ်သွားခွန်၄သုံးဆိုတော့ကြည်လာတာပေါ့နော်အဲ့တော့ဒါက9နှစ်တစ်ခွင်ဒီ9နှစ်ကခွန်ပရိတ်တက်ရိုက်တာအဲ့ဒါဒီမှာ10ပရိတ်ကြောင်းဒီမှာခွန်လို့တက်ရိုက်တာရိုက်ပြရတဲ့ဒီခွန်တစ်ကဆောင်က4နှစ်က4နှစ်လို့သွားမှာဒီမှာ9ပရိတ်ဒီမှာ80လို့ရိုက်ထားပြီးပြီဒီမှာတစ်ခွင်ရဆောင်ကဒီမှာ4သုံးလို့ထက်တက်ရိုက်မလားပေါ့နော်ဒါတစ်ချက်စဉ်းစားကြပါနော်အဲ့တော့ခုနကကျွန်တော်တို့၄ထိပ်က၄ထိပ်ရှိတယ်နော်ပေါင်းချင်း၈ရှိတဲ့တောင်နော်၄ကိုဆိုပြီးတော့နော်ကျွန်တော်တို့ပြောခဲ့တဲ့ site တွေနဲ့ဆို၄ကိုလို့၄သုံးလို့တကွက်တဲ့ site တွေအဲ့ဒါတွေကနော်ကြိုက်ရင်ထည့်လို့ကျွန်တော်တို့၈ခွန်တကွက်ပဲထိုးမှာမနေ့က8ခွန်တကွက်ကြိုက်တာပေါ့နော်ဒါပေမဲ့ကျန်တာလေးတွေတော့ပေါ့လိုက်ထိုးပေါ့နော်ဒါကျွန်တော် site ရှိလို့အကုန်ပြတာအဲ့တော့ site ရှိလို့အကုန်ပြဆိုကောင်းလို့လည်းပြတာပါနော်ဒါတွေကတဘောတဲ့ site တွေတက်ရိုက်ရင်ရိုက်သွားမှာပြောမရဘူးအဲ့တော့ကျွန်တော်ကြိုက်တဲ့ site ကထွက်ချင်မှထွက်မှာလေကျွန်တော်ရဲ့အယူဆရကျွန်တော်ကြိုက်နေရလေတခြား site ကလည်းထွက်ချင်ထွက်မှာပေါ့နော်အဲ့လိုတွေကရှိသေးတာအဲ့တော့ဒါကကျွန်တော်မနေ့ကပြခဲ့တဲ့8တစ်ပေါ့ဗျာနော်အဲ့8တစ်ကထိုးမှာဒီပရိမပြတော့နော်ဘာလို့ဆိုဒီမှာကျွန်တော်96ပြီးရင်93ထွက်တယ်96ပြီးရင်93ထွက်တယ်ဒီမှာ96ပြီးရင်8တစ်ထွက်မယ်နက်ကပြန်ရမယ်ဘာလို့ဆိုတော့ဒီမှာခွန်9ရဲ့နော်ဒါလေးပဲပြရတော့ခွန်9ရဲ့ဒီဘက်ဆောင်းမှာရှိတယ်35ဒီမှာ96ထွက်ပြီးရင်93ထွက်တာဒီခွန်9ရဲ့ဒီဘက်ဆောင်းမှာရှိတယ်18ကဒီမှာ96ထွက်ပြီးရင်18ရမှာနော်8တစ်နော်အဲ9ပရိကပြန်ကြနိုင်တယ်ဗျာနော်အဲ့ဒါ8တစ်ဆိုင်ပေါ့နော်အဲ့8တစ်ကတော့ကျွန်တော်မွေးလူတော်ပြောထားပါပေါ့နော်8တက်ကကျွန်တော်မွေးခိုင်းထားတာပေါ့နော်အဲ့တော့ဒါ9ပရိတ် site ဒီခုနကကျွန်တော်8ခွန်ကြိုက်တဲ့အတွက်ကြောင့်မလို့9ပရိတ်ဒီဦးစားပေးပြမယ်ပေါ့နော်အဲ့တော့ဒီမှာ50 6 ပရိတ်ရိုက်ပြီးရတယ်ဒီမှာတပည့်2ပင်3ပင်4ပင်5ပင်6ပင်မှာ9ပင်ပေါ့နော်1 2 3 4 5 6 9ပင်မှာ9ပရိတ်ရိုက်တယ်ဒီမှာ50 4တစ်လို့ရိုက်တယ်ဒီမှာ50 6 ပရိရိုက်ပြရတယ်1 2 3 4 5 6 9ပင်မှာဒီမှာ50 4တစ်လို့ရိုက်မယ်ဒီမှာ4တစ်ရှိရတော့ကြောင့်မလို့4တစ်ရိုက်ချင်းရိုက်မယ်8ခွန်ရိုက်ချင်းရိုက်မယ်နော်4တစ်ဆိုတဲ့ကဏ္ဍရှိမယ်8ခွန်ဆိုတဲ့ကဏ္ဍရှိမယ်နော်ဒါ9ပရိပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့40 26 2ပရိ40 26 2ပရိနော်အဲ့တော့40 26 2ပရိဒီမှာ9ပရိရိုက်တယ်9ပရိရိုက်တယ်နော်ဒီမှာ9ပရိရိုက်တယ်ဒီမှာ1ခွန်10ပရိရိုက်တယ်နော်အဲ့လိုရိုက်ပြီးရတယ်ဒီဇောင်းမှာရှိတဲ့ခွန်10ကဒီမှာခွန်10လို့ဒီဘက်ထဲမှာမွေးကနန်းအနေနဲ့ကြာတယ်အဲ့တော့40 2ပရိနော်3ပရိရိုက်တယ်10ပရိရိုက်တယ်6ပရိရိုက်တယ်နော်10ပရိရိုက်တယ်အဲ့တော့ဒီဇောင်းမှာရှိတဲ့2ပူးကဒီမှာမွေးကနန်း2ပူးနော်အပူးလာမှာမို့လို့အပူးဆိုင်ရှိလို့ဒါဒီပူးတွေပါပြန်ခေါ်ပြတယ်အဲ့တော့တကယ်လို့မှအပူးမထွက်ဘူးဆိုဒီမှာကြာခဲ့တယ်ဒီမှာခွန်8ကဒီမှာခွန်8ဆိုပြီးတော့ပြန်လာနိုင်တယ်နော်မွေးကနန်းတော့အဲ့တော့ဒါခွန်8နဲ့အပူးနဲ့ပေါ့နော်အဲ့တော့ဒီကောင်က8တစ်နဲ့ပတ်သက်လို့ပြကြတာပေါ့နော်8တစ်နဲ့ပတ်သက်လို့8တစ်က9ပရိဖြစ်နေတဲ့အတွက်ကြောင့်မို့ဒီမှာကျွန်တော်တို့6ခွင်ရဲ့ဇောင်းမှာတော့9ပရိရိုက်ထားရှိရနော်6ခွင်ရဲ့ဇောင်းမှာ9ပရိကြာထားရှိတယ်ဒီမှာကဏ္ဍတူကဏ္ဍကြတယ်ဒီမှာ6ခွင်ထွက်တယ်ဒီမှာ6ခွင်ထွက်တယ်ပေါ့နော်ပြောမှဆိုကဏ္ဍတူကဏ္ဍပေါ့ပရိတူပရိကြာတယ်ဒီမှာ6ခွင်ရိုက်တယ်နော်ရိုက်ပြီးရတယ်သူကဒီမှာဒီဘက်မှာရှိတဲ့ခွင်8ကနေပြီးတပည့်2ပင်3ပင်4ပင်မှာကျွန်တော်4 5လို့ရိုက်တယ်9ပရိအဲ့တော့ဒီ6ခွင်ရဲ့ဇောင်းမှာရိုက်ခဲ့တဲ့9ပရိကဒီမှာသူကအပေါ်ကလေ9ပရိအောက်ကလေဒီမှာ9ပရိနှစ်ကြိမ်ပြန်ရိုက်ပြီးတယ်နော်9ပရိနှစ်ကြိမ်ပြန်ရိုက်ပြီးတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့က6ခွင်ရဲ့ဒီဘက်ဇောင်းမှာရှိတယ်ဒီမှာ9ပရိကဒီမှာပြန်ကြထားတာရှိတယ်6ခွင်ရဲ့ဒီဘက်ဇောင်းမှာ9ပရိပြန်ကြထားတယ်90ကဏ္ဍတူရိုက်တယ်ခွန်ပရိရိုက်တယ်ဒီမှာတော့6ခွန်ကဏ္ဍတူရိုက်တယ်3ပရိရိုက်တယ်6ခွန်မပြန်ရိုက်ပြဒီမှာ90ကဏ္ဍတူရိုက်တယ်ခွန်ပရိရိုက်တယ်ရိုက်ပြရတယ်ကျွန်တော်တို့ကဒီမှာခွန်6ရိုက်တယ်ဒီမှာလည်းခွန်6ရိုက်တယ်ပေါ့နော်အဲ့တော့ဒီကောင်ကနေပြောသွားပြီတပင်2ပင်3ပင်4ပင်ဒီမှာ9ပရိလာမှာအဲ့9ပရိကအပေါ်မှာကြာခဲ့တယ်ဒီမှာ9ပရိကအောက်ကိုပြန်သွားမှာပရိတူပရိထပ်မှာပေါ့ဗျာဒီမှာကျတော့36နဲ့45ပေါ့နော်ဒီမှာ45နဲ့36လည်းဖြစ်မှာပေါ့နော်ဒါမှမဟုတ်8တစ်လည်းလာကျင်လာမှာပေါ့နော်ဒါက9ပရိကိုသွားကျင်တာပေါ့နော်9ပရိကိုပြကျင်တာပေါ့နော်အဲ့တော့ဒီမှာ
ဒီမှာတစ်ခုရှိတယ်ဒီကောင်ကတော့တစ်ပရိတ်တင်ငါတစ်ပရိတ်တင်ငါနော်6ပရိတ်တစ်ပရိတ်တစ်ပရိတ်တင်ငါ6ပရိတ်တစ်ပရိတ်ပေါ့ဒီမှာမန်နေကတော့တစ်ပရိတ်6ပရိတ်တစ်ပရိတ်ဒီမှာတင်ငါပြန်ကြတာကြပြီးတော့ဒီမှာ9ပရိတ်ရိုက်တာနော်အဲ့တော့ဒီမှာတစ်ပရိတ်6ပရိတ်ပြောမှဆိုဒီတင်ငါလေးနဲ့ယူရတာအဲ့တော့ဒီမှာတစ်ပရိတ်6ပရိတ်ဒီမှာ6ပရိတ်တစ်ပရိတ်ပြန်ရတာအဲ့တော့ဒီမှာတင်ငါတလူကြတယ်ကြပြီးတော့မှကျွန်တော်ကဒီမှာ9ပရိတ်ကြာမှာဆိုပြီးတော့ဒီမှာကျွန်တော်9ပရိတ်မှန်းတာ9ပရိတ်ကမကြောက်ဘူးနော်ဒီမှာ9ပရိတ်ထွက်တယ်ပေါ့နော်အဲ့တော့ဒါကတော့ထားလိုက်ပေါ့နော်သူက9ပရိတ်ထွက်ပြီးရတယ်ဒီအောက်မှာလာမယ်ဟာပေါ့နော်ပင်ရင်နဲ့သွားမှာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ကဒီကနေရှင်မယ်ဆို7မြောက်1 2 3 4 5 6 9 10 9 10 7မြောက်ခဏပေါ့နော်7မြောက်ခဏဒီရလဲကျွန်တော်တို့1 2 3 4 5 6 9 10 9 7မြောက်ခဏဒီမှာ30ထွက်တာအဲ့တော့ဒီဘက်မှာကျွန်တော်တို့30ထွက်ထားတယ်ပေါ့နော်အဲ့ဒီ30ကကျွန်တော်တို့ဒီမှာကျွန်တော်တင်ငါ1ကအောက်မှာရှိတယ်ဒီ30 3ပေါ့နော်3ရေဒီမှာတော့3ကဒီမှာ2ကွက်ရှိတယ်ပေါ့ဒီမှာ3 2ကွက်ရှိတယ်ပေါ့နော်အဲ့တော့ဒီ30ကဒီမှာလာတယ်လို့ယူဆလို့ရတယ်အဲ့တော့ဒီမှာကျွန်တော်တို့ကတင်ငါနော်65တင်ငါရဲ့အောက်မှာဒီမှာ9ပရိတ်နဲ့ဒီမှာ2ပရိတ်နဲ့ရှိတယ်ခွန်5နဲ့ခွန်2နဲ့ရှိတယ်ဒါမှမဟုတ်ဒီမှာ30ရာဒီပေါ်မှာတော့ရှိတယ်နော်အဲ့လိုတော့သွားထားတာရှိတယ်နော်အဲ့တော့ဒီမှာကျွန်တော်တို့ကသူ့ရဲ့အပင်ကြတိုင်းဆိုတော့9ပရိတ်ပဲယူရမှာဗျာဒီမှာ9ပရိတ်ပေါ့နော်သူ့ရဲ့အပင်ကြတိုင်းဆိုတော့9ပရိတ်ပဲယူရမှာပေါ့နော်အဲ့ဒါ9ပရိတ် site ဒီကောင်းတယ်ဆိုတော့အကြောင်းတခြား site အဟောင်းတွေနဲ့ပြန်ထောက်ပြတာနော်ဒါမှမဟုတ်10ခန်းကျရင်30လို့ဟာမျိုးထိုးပေါ့နော်အဲ့လိုမျိုးရှိရပါဒါပေမဲ့ကျွန်တော်9ပရိတ်ကိုကြိုက်တယ်ပေါ့နော်အဲ့တော့ site တွေကတော့9ပရိတ် site တွေကျန်သေးတယ်ဗျာဒါပေမဲ့လို့9ပရိတ်ပဲဆိုတော့မပြတော့ဘူးဘာလို့ဆိုတော့ခုနကကျွန်တော်8ခွန်ကြိုက်တဲ့အတွက်ကြောင့်မလို့9ပရိတ် site တွေရှိတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်ရှာခဲ့တဲ့ site အဟောင်းတွေကကလန်ဒါကြီးလည်းနဲတာပေါ့အဲ့တော့ခုနကျွန်တော်ပြခဲ့တဲ့ဒါကျွန်တော်ရှာထားတဲ့ site တွေပေါ့နော်ခုနကျွန်တော်ပြခဲ့တဲ့အချိန်မှာတော့ကျွန်တော်8ခွန်တစ်ခွက်ပဲကြိုက်တယ်8ခွန်နဲ့8တက်နဲ့8ခွန်ပေါ့နော်8ထိပ်ကိုကြိုက်လို့နော်အဲ့တော့ကျွန်တော်ဒီကဏ္ဍအနေနဲ့ပတ်သက်လို့ပေါ့နော် site တွေနဲ့ပတ်သက်လို့ကျွန်တော်ဒီမှာညီလေးတယောက်ကပို့ထားချက်ဒါကျွန်တော်အဲ့တော့ခင်ဗျားတို့သိပြီးတော့အားမငင်နေပဲနော်ဒါကျွန်တော်တို့က2ယောက်ပေါင်းပြီးချမှာ2ယောက်ပေါင်းပြီးကျွန်တော်ညီလေးပို့ထားတဲ့ site တွေဒါဒီညီလေးရဲ့ site တွေလည်းကောင်းတာပဲဒါသူနဲ့ကျွန်တော်နဲ့ကအခုကဘယ်လိုပြောရမလဲဆိုတော့ site ချင်းဖလှယ်နေရပါဗျာနော်ကျွန်တော်ရဲ့ site တွေကိုသူ့ကိုပြသူ့ရဲ့ site ကျွန်တော်ရဲ့ site တွေကတော့ဒီမှာ YouTube ပေါ်တင်လိုက်သူဝင်ကြည့်တာပေါ့နော်အဲ့တော့သူကလည်းဝါသနာပါလို့ကျွန်တော်ညီလေးကဒါ site လေးတွေပို့ပေးတာပေါ့နော်အဲ့တော့ဒီ site လေးဆိုသူ့ site လေးဆိုဒါကောင်းတယ်ဒါလေးဆိုကြည့်လိုက် frame လေးနဲ့သွားတာ site တွေဒီလို site တွေမှရှုပ်ရှက်တွေခတ်တွေဘာတွေမှကုန်မသိဘူးနော်အဲ့မှာ site တွေအဲ့ဒါသူ့ site တွေပဲနော် site တွေအဲ့မှာ site တွေအဲ့ဒါအဲ့လိုရှာတာနော်ဒါကျွန်တော်ကပြောရမှာဆို तू ကတော့ဖုန်းနဲ့ရှာတာပေါ့ကျွန်တော်ကတော့ကလန်နာရှိလို့ကလန်နာနဲ့ရှာတာပေါ့နော်ဒါ तू ပြတဲ့ဒါ तू ယူထားတဲ့ site တွေပဲနော်အဲ့တော့အဲ့ site တွေကိုကျွန်တော်နည်းနည်းရှင်းပြမယ်ပဲနော်ဒါ तू ယူထားတဲ့ site တွေအဲ့မှာဟောဒါအဲ့တော့အကြမ်းမြင့်ပေါ့ဗျာဒါဒီနည်းနည်းအကြမ်းမြင့်အဲ့တော့သူ့ရဲ့အာဘော်နဲ့ကျွန်တော်အာဘော်နဲ့လေတူပါတယ်ဆိုတာက तू လိုချင်တဲ့ site ကထွက်လာတဲ့ကဏ္ဍနဲ့ကျွန်တော်တို့အဲ့တော့သူကဒါဆိုကျွန်တော်ဘယ်ရစယူပြအောင်ဒီကောင်ဆိုဘယ်ဖရင်ရစယူခဏနော်အဲ့တော့ဒီမှာနော်ဒါဆိုဖရင်အတိုင်းပဲကြည့်လိုက်တော့ဒီဖရင်နဲ့အတိုင်းပဲသွားလိုက်တော့နော်ဒီမှာကျွန်တော်တို့6 break ဒီမှာ9 break ဒီမှာ9 break ဆို3ချိန်ရိုက်ထားရနော်အဲ့တော့ဒီမှာ9 break 3ချိန်ရိုက်ထားတယ်ဒီအောက်မှာဒီမှာ10 break 1 break ရှိတယ်ပေါ့နော်10 break 1 break ရှိတယ်ဒီမှာ6 break ရှိတယ်ပေါ့နော်ဒီမှာ तू ကရိုက်တာ9 break 3ချက်ရိုက်မယ်ပေါ့နော်3ချက်မရိုက်ခင်မှာ तू ကဒီပေါ်မှာလာမယ်ပေါ့3ည5 break 3 break ပေါ့နော်3 break အဲ့လိုရိုက်ထားရှိမှာပေါ့နော် तू အဲ့လိုသွားတာ तू ကနော်အဲ့တော့ဖရင်ကိုအကြမ်းမြင့်ပဲကျွန်တော်ပြောပြရမယ်နော်အဲ့တော့ तू ရဲ့ site ရဆိုဘာလာမလို့ဆိုတော့ဒီမှာကျွန်တော်တို့ကဒီမှာ9 break နော်ဒီမှာ9 break ရှိရတဲ့ကြောင့်မို့ဒီမှာ4 5 9 break ကြာတယ်အဲ့4 5 9 break ကြာပြန်တယ်ဒီမှာ9 break ဆက်မှာဘာလို့ဆိုတော့ဒီမှာကျွန်တော်တို့က9 break ဆိုပြီးတော့ကဏ္ဍသွားတာပေါ့အဲ့တော့ဒီမှာ1863 18ဆိုပြီးကဏ္ဍတူနှစ်ကွက်ပါတယ်ဒီမှာ4 5ဆိုပြီးတော့18ဆိုလို့လည်းလာနိုင်တယ်ဘာလို့ဆိုတော့9 4 5 4ကကဏ္ဍတူကြာသွားတယ်ကြောင့်မို့နောက်ထပ်4 5ဆိုရင်ထက်ကြကျင်လည်းကြာမှာပေါ့မကြကျင်လည်းမကြောက်ဘူးเนาะတော့ site ရဆိုတော့သူက18ကိုသွားတယ်เนาะ
တစ်ရှစ်ကိုသွားနေပေါ့နော်အဲ့တော့တစ်ရှစ်ကိုသွားနေဆိုဒီဘက်မှာဆိုရင် तू ကဘာပြထားတာအောင်ဆိုတော့ဒီဘက်မှာ तू က6ပရိတ်ရှိမယ်10ပရိတ်10ပရိတ်3ပရိတ်ပေါ့နော်အဲ့လိုရှိမှာပေါ့3ပရိတ်ဒီမှာကျတော့3ပရိတ်နဲ့ဒီမှာ9 6နဲ့ပြောင်းမြန်ရိုက်တယ်2 1နဲ့6 5နဲ့ရိုက်တယ်ဒီဘက်မှာကျတော့9 6နဲ့2 1နဲ့ပြောင်းမြန်ရိုက်တယ်ဒါ site တွေကသူ့ရဲ့ site ရဲ့သဘောတရားအရာဒီမှာ10ပရိတ်10ပရိတ်6ပရိတ်ရိုက်ပြီးတော့ဒီမှာ9ပရိတ်9ပရိတ်3ချိန်ရိုက်မယ်အကျိုး9 6နဲ့2 1ကပြောင်းမြန်လန်ထားတယ်ဒီမှာလည်း10ပရိတ်10ပရိတ်6ပရိတ်ရိုက်မယ်အကျိုးဒီမှာ9ပရိတ်9ပရိတ်ရိုက်မယ်အကျိုး2 1နဲ့9 6ကပြောင်းမြန်လန်ထားတယ်နော်အဲ့လိုသွားမှာအဲ့တော့ဒီပေါ်မှာ9ပရိတ်9ပရိတ်ဒီမှာ3ပရိတ်ရှိတယ်ဒီဘက်မှာလည်း9ပရိတ်9ပရိတ်3ပရိတ်ရှိတယ်အဲ့တိုင်းသွားမှာပဲ site ရဲ့ frame ကျန်အဲ့တိုင်းသွားမှာအဲ့တော့သူယူချင်တာဒီမှာဒါ9ပရိတ်ပဲနော်ဒါ9ပရိတ်ဒါကျွန်တော် site တွက်တဲ့ site နဲ့မတူဘူးဒါသူ့ site ကတစ်မျိုးနော်အဲ့လိုသွားမှာ9ပရိတ်နော်အဲ့ဒီမှာဆိုဒီမှာဆိုဒါဆိုရှုပ်ရှက်ခံတယ်ဘာတွေမှတော့မသိဘူးနော်ကြည့်လိုက်အောင်ဒီကောင်ကဘာလို့ကျွန်တော်ဆိုဒီ site ကဒီမှာကျွန်တော်2ပူ4ပရိတ်ဒီမှာ4ပရိတ်2ပရိတ်သူကဒီမှာ4ပရိတ်4ပရိတ်2ပရိတ်ဒီအောင် frame ယူလိုက်တာနော်4ပရိတ်2ပရိတ်4ပရိတ်သွားမယ်4ပရိတ်2ပရိတ်4ပရိတ်သွားမယ်အဲ့တော့ဒါ frame တစ်ခုပေါ့နော်အဲ့လိုသွားပြီးတာ ਨੇ နော်အဲ့လိုသွားပြီးတာ ਨੇ ဒီမှာသူက10ပရိတ်ခွန်ပရိတ်ရှိတယ်ဒီမှာ10ပရိတ်ခွန်ပရိတ်ရှိတယ်ပြောရမလို့4ပရိတ်2ပရိတ်4ပရိတ်10ပရိတ်ခွန်ပရိတ်4ပရိတ်2ပရိတ်4ပရိတ်10ပရိတ်ခွန်ပရိတ်ရှိတယ်နော်အဲ့တော့10ပရိတ်ခွန်ပရိတ်ကဘေးမှာသူကဘာကြတော့ဆိုတော့ဒီမှာတော့4 5ကြတယ်ဒီမှာတော့1 4ကြတယ်အဲ့သူကဒီမှာအောက်မှာ80ကြထားတယ်အဲ့80ကဘယ်ရလာတော့ဆိုသူနဲ့ဒီမှာရှိတဲ့80ရလာတာဒီ80ကဒီမှာလာတာနော်အဲ့80ကဒီကနေသူကဒီကလာဒီလိုယူထားတာသူကအဲ့80ကိုနော်အဲ့လိုယူထားတာအဲ့လိုယူတဲ့အခါမှာသူကတခါဒီမှာနော်ဒီ2ပရိတ်ရဲ့ပုံမှာရှိတဲ့4တစ်က4တစ်လို့ကြားတယ်အဲ့4တစ်ကဒီမှာ4တစ်လို့ပြန်ရိုက်တယ်အဲ့တော့ဒီတစ်ဘူး2ပရိတ်ရဲ့ပုံက4တစ်4တစ်4တစ်အဲ့တိုင်းသွားမှာအဲ့တော့ဒီ2ရှစ်ရဲ့အပေါ်မှာရှိတဲ့9ပရိတ်9ပရိတ်ကဒီမှာ9ပရိတ်ကဒီမှာ9ပရိတ်ရိုက်သွားတယ်ဗျာဒီမှာ site ကဒီမှာသူကဒီမှာ4တစ်4တစ်4တစ်3ညရိုက်ပြီးတော့မှဒီ80ရဲ့ဆောင်မှာ80ပြန်ဆင်းတာအဲ့တော့ဒီ site ရဲ့ပုံမှာသူက9ပရိတ်9ပရိတ်ကဒီမှာ9ပရိတ်ရိုက်ပြီးတော့မှဒီမှာရှိတဲ့သူက30ရာဒီမှာ30ပြန်ဆင်းမှာနော်အဲ့တော့ဒီမှာ30ရဲ့ဘေးမှာခွန်ပရိတ်6ပရိတ်ရှိတယ်6ပရိတ်6ပရိတ်ရှိတယ်ဒီမှာ80ရဲ့ဘေးမှာခွန်ပရိတ်6ပရိတ်ရှိတယ်6ပရိတ်6ပရိတ်ရှိတယ်သူ site ကအဲ့တိုင်းသွားတာနော်သူ site ကအဲ့တိုင်းသွားဆိုတော့ဒါက30ပေါ့ဗျာနော်ခုနကျွန်တော်ပြောတဲ့ခုနကျွန်တော်ပြောတဲ့ site က30ဆိုတာယူလို့ရတယ်ဆိုနော်ခုနကျွန်တော်ပြောတဲ့30နဲ့9ပရိတ်နဲ့ယူလို့ရတယ်ဆိုဒီမှာဆိုဒါသူက30ကိုလိုချင်တာအဲ့တော့80 30ပေါ့နော်ဒါ power break ဖြစ်နေယူလို့ရတယ်ပေါ့နော်ဒီမှာ80 30ရာဒီမှာ80 30ကြမယ်ပေါ့ဗျာ3 break ပေါ့ဒါမှမဟုတ်ခွန်6နှစ်တက်ပေါ့ဗျာနော်ခွန်6လို့ဟာမျိုးကောင်းတယ်ခုနကျွန်တော်ပြရတဲ့ဆိုမှာ4 9ပါတယ်နော်4 9ထားပါတယ်နော်နှစ်တက်တို့ဘာလို့ကညီကိုကနန်းနေကျွန်တော်ဒီနေ့အင်္ဂါနေ့တွေ့ပြခဲ့တဲ့ site တွေထဲမှာ2တက်နဲ့ခွန်6နဲ့1 3 break ကိုကြိုက်တယ်ဆိုတာအဲ့ဒါတွေကနောက်ကျမှဆင်းနိုင်တယ်ဒီမှာ30ဆိုတော့3 break ကောင်းတယ်အဲ့လိုမျိုးပေါ့နော်ဒါဆိုရင်နော်ဖိုင်တော့နည်းနည်းရှိလိမ့်မယ်42မိနစ်တောင်ရှိသွားပြီနော်ဒါလေးကျွန်တော်တလက်စာပြလိုက်မယ်သူစိုက်လေးလည်းကောင်းတော့ပါညီလေးကကျွန်တော်ညီလေးလေးဒါရှားတော်တော်ကောင်းနေပြောပါမှာနော်ဒါဆိုရင်ဒီလိုကျွန်တော်ကတော့အဲ့လိုမျိုးပေါ့သူကျွန်တော်တို့သွားတာဒီလိုကျွန်တော်တို့သွားတဲ့ line နဲ့တူတယ်ပေါ့နော်ဒါ frame size စီးကျုံးနဲ့သွားတာပေါ့နော်အဲ့တော့ဒီမှာသူကပြောတာ6 break 4 break နော်ဒါနဲ့တင်လိုက်မယ်ဒီမှာ6 break 4 break ကျွန်တော်ကအများသောအားဖြင့်တော့ဒီကနန်းတူနဲ့စတဲတာနော်ကျွန်တော်တို့ယူတဲ့ frame size တွေအများသောအားဖြင့်ကနန်းတူနဲ့စတဲတာပေါ့ဒီမှာ40 6 break ဒီမှာ40 6 break အဲ့လိုသွားတဲတာအဲ့တော့ဒီမှာ40 6 break ပြီးရတယ်ဒီမှာ4 5 9 break ရိုက်တယ်ဒီမှာ40 6 break ပြီးရတယ်ဒီမှာ4 5 9 break ရိုက်တယ်အဲ့မှာအဲ့ကက်နဲ့စတဲလိုက်မှာတဲပြီးတော့မှသူကစီကြောဘာတွေလာမလဲဆိုတော့သူကဒီမှာအဲ့တော့40 6 break 4 5ရိုက်ပြီးရတယ်မြင်ရလားမသိဘူးဗျာနော်ဒါ screen နဲ့ဟိုဟာဖြစ်တယ်အဲ့တော့ဒီမှာ10 break နော်10 break နော်10 break ဒီမှာ10 break ဆိုပြီး10 break 4ချက်ရိုက်တာ10 break 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 ဆို4ချက်ရိုက်တာနော်အဲ့တော့ဒီမှာကျွန်တော်တို့က40 6 break 4 5လို့ရိုက်ပြရတယ်ဒီမှာ10 break ဟောဒီမှာ9ဘူးရိုက်တယ်လို့ပဲဒီမှာ10 break ဒီမှာကောင်းနေဗျာ10 break တွေရိုက်ထားတာနော်10 break 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 ဆိုပြီးတော့ဒီမှာ10 break 4ချက်ရိုက်တာနော်10 break 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 4ချက်ရိုက်တယ်ဒီမှာလည်း10 break 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 4ချက်ရိုက်တယ်နော်အဲ့10 break 10 break 4ချက်ရိုက်တယ်နော်ဒါကျွန်တော်တက်ခတ်ချင်းစီရှင်းတယ်နားဟောလေလာပြီနော်အဲ့တော့တခါလီနားမလဲတဲ့ကောင်နဲ့တောင်ချင်းမြောက်ချက်တွေဆိုတာဝန်းပြောသေးတာဒီ site တွေဆိုကျွန်တော်ညီလေးချထားတာရှုပ်ချက်တွေတောင်ခတ်တယ်ကျွန်တော်တော့မနေ့လိုက်ကြည့်နေရနော်အဲ့ဒါကိုတောင်ချင်းမြောက်ချက်တွေပြောတဲ့ကောင်ရှိသေးတယ်နော်ဒီလောက် site တွေကောင်းနေတော့နော်အဲ့တော့ဒီမှာ10 break 4ချက်ရိုက်သွားတယ်ရိုက်ပြီးရတယ်သူကဘယ်လိုလာကြအောင်ကျွန်တော်တစ်ချက်ကြည့်လိုက်အောင်10 break ရိုက်ပြီးရတယ်သူကဒီမှာခွန်2 break ခွန် break အော်ဒီမှာဘူ break ရိုက်သေးတယ်နော်10 break 4ချက်ရိုက်ပြီးရတယ်ဒီမှာဘူ break ခွန် break 2 break ရိုက်တာအော်10 break 4ချက်ရိုက်ပြီးရတယ်ဒီမှာဘူ break ခွန် break 2 break ရိုက်တာမှန်တာပဲဗျာနော်ခွန် break 2 break ရိုက်ပြီးတော့မှဒီမှာဇောင်းမှာ6 break ရိုက်တာအဲ့တော့ခွန် break 2 break ရိုက်ပြီးဒီမှာဇောင်းမှာဘာရိုက်မှာ6 break ရိုက်မှာလား
အဲ့တော့သူကဒီ6 break ကိုဘယ်လိုယူတာနော်ဒီ6 break က9 break ကအောက်မှာရှိတယ်ဒီ4နှစ်ကနော်4နှစ်လို့ယူတယ်ဟုတ်ပြီဗျာတစ်ခွင်းရဲ့အဆောင်မှာရှိတယ်43က43လို့ယူမယ်ခုနကျွန်တော်ယူတဲ့ site တွေပဲနော်ဒါပေမဲ့သူ့ frame နဲ့ကျွန်တော် frame နဲ့မတူဘူးနော်အဲ့တော့ကျွန်တော်ကဒီနားမှာရှိတဲ့ခုနကျွန်တော်ယူလိုက်တာမှတ်မိတာနော်ကျွန်တော်ကခုနဘယ်လိုရေးတာဒီလိုနေမှာ10 break 10 break ရိုက်ပြီးတော့မှကျွန်တော်9နှစ်ကနေပြီးတော့ဒီမှာ9နှစ်လို့ရိုက်တယ်အဲ့9နှစ်ကဆောင်းက4နှစ်ကနော်ဒီ9နှစ်ကခွန်တစ်ကဆောင်းမှာရှိတယ်4နှစ်က4နှစ်လို့ကျွန်တော်သွားတာနော်ဒါသူ့ဆိုင်နဲ့ကျွန်တော်ဆိုင်နဲ့ပေါင်းလိုက်ရင်ဒါဒီ43ခုနဘလို့ကွက်တီပဲနော်ဒီမှာကျွန်တော်တို့ကဒီမှာကျွန်တော်ဆိုင်ကခုနပြောတော့9 break 9 break ယူမှာကျွန်တော်နော်ကျွန်တော်ဆိုင်ကဒီမှာဒီမှာ9 break ဒီမှာ9 break 4.5 break ဒီမှာ965 break ဒီမှာ9 break ရိုက်တယ်ကျွန်တော်ဆိုင်က80ရဒီမှာကျွန်တော်80လို့ကြားတယ်80ရဲ့ဇောင်းမှာရှိတဲ့ခဏက1 2 3ဒီတစ်ခွင်ရဲ့ဇောင်းမှာရှိတဲ့ခွန် break ကခွန် break ဆို43နော်ဒါပြောရမယ်ဆိုရင်ကျွန်တော်ယူတဲ့ frame နဲ့သူယူတဲ့ frame နဲ့သူယူတဲ့ frame ကတော့ပိုးကျတာပေါ့နော်ဒါပေမဲ့အတူတူပဲအဲ့ frame ကဆက်လိုက်အတူတူပဲနော်ဒီ frame နဲ့ဒီ frame နဲ့ဆက်လိုက်အတူတူပဲနော်အဲ့ဒီမှာ40ပြီးတော့မှ10 break 10 break ရိုက်တယ်ဒီမှာ40ပြီးတော့ဒီမှာ9 break 9 break ရိုက်တာနော်9 break ဒီမှာ9 break 9 break 40ပြီးတော့တပည့်နှစ်ပင်3ပင်4ပင်9 break 9 break ရိုက်တာနော်တပည့်နှစ်ပင်3ပင်4ပင်ဒီမှာ10 break 10 break ရိုက်တယ်အတူတူပဲနော်ဒီညီလေးယူတဲ့ frame ကိုကျွန်တော်ဆက်ခုနကျွန်တော် frame နဲ့သူ့ frame နဲ့ဒါတက်ဆက်တယ်ပဲနော်ဒီမှာ frame ကြီးအကြီးပဲတောက်လျှောက်ကူပေးထားတာနော်အဲ့တော့ဒီမှာကျွန်တော်တို့ကဒီမှာ4နှစ်က4နှစ်တက်ရိုက်တယ်43က43တက်ရိုက်မယ်ဒါဆိုကျွန်တော်ပြတဲ့43နဲ့တူသွားပြီနော်အဲ့တော့ဒါပြောရမယ်ဆိုရင်ကျွန်တော်တို့ကတစ်ခါလီမှာစီဂျိုးတွေရှင်းနေမှာကြောက်လို့တစ်ခါလီမှာရသလောက်ကိုလိုက်မယူဝဲနဲ့တစ်ခါလီကိုလိုချင်တဲ့ point လောက်ပဲတွေးယူတာတွေရှိတယ်ပေါ့နော်အဲ့တော့ဒါတွေဆိုရင်ဒါစီဂျိုးတွေပဲဗျာနော်အဲ့တော့ဒီလောက်ကောင်းတဲ့စီဂျိုးတွေပဲနော်ဒါပေးတာတော့မပေးတာတော့ကံပေါ့ဗျာနော်ဒါစိုက်ရတဲ့ဘောတရားပြောပြတာအဲ့တော့ဒီမှာဆိုရင်2 break 4 break 4 break ပေါ့နော်သူကဒါနဲ့တည်တာဒီမှာ2 break 4 break 4 break ဒီတိုင်းတည်တာနော်အဲ့တော့ဒီမှာမြန်လားမသိဘူးလားအဲ့တော့2 break 4 break 4 break နော်ဒီမှာ2 break 4 break 4 break အဲ့တိုင်းတည်တာအဲ့နဲ့တည်ပြီးတော့သူကသွားမှာကဒီမှာ83ခဏန်းတူကြတယ်ဒီမှာအပူခဏန်းဒါအပူကြတယ်အဲ့တိုင်းသွားမှာပဲနော်ဒီမှာ6 1ခွန်ပရိရိုက်တယ်9 break 9 break ရိုက်တယ်ဒီမှာ2 5ခွန်ပရိရိုက်တယ်9 break 9 break ရိုက်တယ် break တူရိုက်တာကိုယူရမှာပဲနော်အဲ့တော့ယူပြီးတော့မှသူကဒီမှာ2 break 4 break ရိုက်တယ်ဒီမှာ2 break 4 break ရိုက်တယ်နော်ရိုက်ပြီးတော့မှသူကဒီမှာ9 break ရိုက်တယ်ဒီအောက်ကိုသွားမယ်9 break ရိုက်တယ်ထားပါတော့ဒီဖြစ်စဉ်တွေဖြစ်တယ်ဗျာဒီမှာလဲ9 break ရိုက်တယ်9 break ရိုက်တယ်ဒီမှာဒီဖြစ်စဉ်တွေဖြစ်တယ်နော်ဒီဖြစ်စဉ်တွေဖြစ်ပြီးတော့မှသူကယူလိုက်တာဒီ2 9ကဒီမှာ2 9လို့လာမှာနော်ဒီ38ကဒီ38လို့လာမှာအမှန်တကယ်ကအဲ့လိုပေါ့တခါတည်းကျတော့ကျွန်တော်တို့ဒီယူတဲ့ frame တွေကမှန်တယ်နော်ယူတဲ့ frame တွေကမှန်ပြီးတော့မှဒီမှာရောက်ကက်မှာတခါတည်းလွဲတာပဲနော်ဒီရောက်ကက်မှာကျွန်တော်တခါတည်းအယူဆလွဲတယ်ဆိုအဲ့ဒါတွေပဲနော်အဲ့တော့ဒီညီလေးကခုနက83ယူတယ်ဒီမှာလေးကျွန်တော်တို့83ရှိတယ်ဒီ83ကဒီမှာ83လို့လာတာလည်းဖြစ်နိုင်တယ်နော်အဲ့တော့အဲ့ဆိုကျွန်တော်တို့ကဒီမှာ29ကဒီမှာ29လို့ယူမယ်နော်အဲ့ဆိုဒီ29က29လို့ယူမယ်ဆိုရင်ဒီမှာခွင်းနှစ်ကဒီမှာခွင်းနှစ်လို့လာတာလည်းဖြစ်နိုင်တယ်နော်ဘာလို့ဆိုတော့သူကဒီမှာကြည့်လိုက်ကျွန်တော်ဒီမှာ83က83လို့ရိုက်မှာလားဒီမှာ83က83လို့ရိုက်မှာလားနော်ဒီမှာတစ်ပရိတ်ခံပြီးတော့ဒီ83က83ရိုက်တာလည်းဖြစ်နိုင်တယ်နော်အဲ့လိုသဘောမျိုးဒီမှာကျွန်တော်တို့တစ်ပရိတ်ခံပြီးတော့ဒီခွင်းနှစ်ကနော်ဒီခွင်းနှစ်ကဒီမှာခွင်းနှစ်လို့ရိုက်တာလည်းဖြစ်နိုင်တယ်နော်အဲ့လိုမျိုး site တွေပေါ့ဒါဆိုရင်ကျွန်တော်တို့က83ယူလို့ရမယ်ဒီဘက်မှာဆို29နဲ့ခွနှစ်နဲ့ယူလို့ရမယ်နော်ဒီမှာတော့ तू က83က3ခွက်တူနေတော့ပြဿနာမရှိဘူးနော်ဒီမှာကျတော့29ခွနှစ်ဆိုပြီးတော့ယူမရမှာနော်ဒါကျွန်တော်ညီလေး site တွေထိုင်းရပို့တယ်ညီလေး site တွေနော်ကောင်းတယ်ဒါလေးတွေနော်ဒါလေးတွေကျွန်တော် site တွေနဲ့လဲထပ်တူကြနေလို့ဒါတလက်စာလည်းပြပြီနော်ဒီနေ့ကတော့ fine ရှိပါစေတော့နော်အဲ့တော့ဒီမှာဒီ site ဆိုဘာဒီ site ဆိုဘာလာကြအောင်ဒီ site ကဒီ site ဆိုရင်သူသွားကျင်တာခွန်ပရိတ်နှစ်ပရိတ်နော်ခွန်ပရိတ်9နဲ့9နဲ့ရိုက်တယ်20ရိုက်တယ်ဒီမှာကြည့်လိုက်မယ်ဟုတ်တယ်နော်ဒီမှာ43ရိုက်တယ်ဒီမှာ20ရိုက်တယ် site တွေကအဲ့မဲ့ site တွေကနော်ဒီမှာ9နဲ့ခွန်ပရိတ်ရိုက်တယ်ဒီမှာ20လို့ရိုက်တယ်ဒီဘက်မှာကျွန်တော်တို့ဒီမှာ43ရိုက်တယ်ဒီမှာ20ကအပေါ်မှာ20လို့ရိုက်တယ်20လို့ရိုက်ပြီးတော့မှသူကဒီမှာလာမယ်ကနန်းများဖုံးကလည်းကက်နေဒီမှာ9ဘူးရဲ့ဘေးမှာလာမယ်ကနန်းအပင်ကြာကနန်းပေါ့နော်သူဒီဘက်မှာဘာပြန်ဖမ်းတာတော့ကျွန်တော်တစ်ချက်ကြည့်လိုက်မယ်ဟောသူကဒီမှာ10 break ဆိုပြီး4ချိန်ဖမ်းထားတာတော့ရှိတယ်နော်
ဒီမှာ3ညာဘူပရိတ်ရှိတယ်ဒီမှာတော့ဘာရှိတော့ဒီမှာ10ပရိတ်3ပရိတ်10ပရိတ်3ပရိတ်1ပရိတ်အတင်းသွားတယ်နော်အဲ့တော့ तू ကဒီမှာတော့ဒီမှာ26ဖမ်းထားတယ်နော်26ဖမ်းထားတယ်ဆိုတော့အဲ့26ကဒီမှာ6နဲ့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 အတိုင်းဖြစ်နိုင်တယ်ပေါ့နော်ဒီဘက်မှာတစ်ချက်ကြည့်အောင်ဘာဖမ်းထားတော့ဒီဘက်မှာကျတော့ तू ကဖမ်းတာဘာတော့ဒီမှာ9ပရိတ်3ပရိတ်1ပရိတ်931ဟိုဘက်မှာ831နော်ဒီမှာ9ပရိတ်ရှိတယ် तू 9နှစ်ကိုတစ်ချက်ဖမ်းမှာပေါ့နော်9နှစ်ဖမ်းလို့ရမယ်ဒီက96ဖမ်းလို့ရမယ်96ကအောက်ကဒီမှာမဒီမှာ9ပရိတ်ကအောက်ကဒီမှာ तू 9396ဒီမှာကျမတူတော့ဗျာနော်93နဲ့96နဲ့9နှစ်နဲ့3ခွက်ကြီးယူရမှာနော်အဲ့လိုမျိုးတွေပေါ့ဒါဒီ site ဆိုဒါ3ခွက်ယူရမှာဒါပေမဲ့ဒီ9နှစ်ကို तू ကြိုက်လို့ဒီမှာ9နှစ်လေးပဲ तू ပြတယ်ဒီဘက် site ကိုမပြတော့ခွန်ပရိတ်ကအောက်မှာဒီမှာ9ပရိတ်ရှိတယ်9ပရိတ်ကဒီဘက်2ခွက်ကိုသွားရမှာဒီမှာကျွန်တော်တို့ခွန်ပရိတ်ကဒီဘက်ဘေးမှာ9ပရိတ်ရှိ9ပရိတ်ဒီဘက်ဘေးက6နဲ့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 ဒီမှာတူတာဒီမှာကျတော့မတူတော့9နှစ်ဖြစ်သွားပြီဒီဘက်မှာကျတော့93နဲ့96နဲ့ဆို तू ဒီ9နှစ်ကိုပဲယူမယ်အဲ့ဆိုကျွန်တော်9ပရိတ်ဒီနှစ် site ရှိသွားပြီဘောနော်ခုန तू ပြတဲ့9နှစ်အဲ့လိုမျိုးတွေပေါ့ဗျာနော်ဒါဆိုရင်ကျွန်တော်ပြမယ်ဒါဆိုခုနကျွန်တော်ပြတဲ့ site နေဒီမှာနော်9ဘူးဒါခုနကျွန်တော်ပြတဲ့ site နေအတူတူပဲဒါခုနက38 36 28နော်65နော်36 28 65ရဲ့ဒီဘက်မှာ54ဟောဒီ तू ကဒီမှာတော့ဒီမှာသွားမှာအဲ့တော့ဒီမှာ1နှစ်က तू ကဒီမှာသွားမှာခွန်ပရိတ်25ခွန်ပရိတ်5ပရိတ်3ပရိတ်နော်ဒီမှာ25ခွန်ပရိတ်5ပရိတ်3ပရိတ်ပေါ့နော်25 96ခွန်6ပေါ့နော်25 96နှစ်တက်ပေါ့နော်အဲ့တိုင်းသွားမှာပေါ့နော်ဒါခွန်ပရိတ်96နှစ်တက်တိုင်းသွားပြီးတော့မှသူကဒီမှာ5ဘူးရိုက်တယ်ဒီမှာဒါကျွန်တော်5ဘူးအောင်ခဲ့တဲ့ site ပဲဗျာဒီ site ကနော်ကျွန်တော်5ဘူးအောင်ခဲ့တဲ့ site ပဲဒီ site ကနော်အဲ့တော့ရိုက်ပြီးတော့မှသူကဒီမှာ1နှစ်သွားမှာအဲ့1နှစ်ကတပည့်2ပင်3ပင်4ပင်ဒီမှာ2တက်ကဒီမှာ2တက်လို့သွားမှာနော်အဲ့တော့ဒီမှာကျွန်တော်တို့ကသွားမှာတပည့်2ပင်3ပင်4ပင်ဒီမှာရှိတဲ့1 5ဒီမှာ1 5လို့သွားနိုင်တယ်5ပရိတ်ပဲနော်5ပရိတ်ပဲဒီမှာလေခွန်1 26 1ခွန်8ပရိတ်3ချိန်ရတယ်ဒီမှာ6ပရိတ်3ချိန်ရတယ်ဒီမှာရှိတဲ့1 4ရဒီမှာ1 4လို့သွားနိုင်တယ်ဒီမှာရှိ2တက်ကဒီမှာ2တက်လို့သွားနိုင်တယ်နော်အဲ့လိုမျိုးပေါ့ဗျာဒါ site တွေပေါ့ဒါ site တွေကုန်ပြီဗျာဒါအဲ့လို site တွေရှိတယ်နော်ဒါဆိုရင်ကျွန်တော်တို့9ပရိတ် site နော်9ပရိတ် site ဒါဆိုရင်နော်ဒီမှာတစ်ခုကြံသေးရတယ်တွေ့ကြည့်လာမှာနော်ဟောကြံသေးတယ်ဒီတစ်ခုကြံသေးတယ်နော်ခင်ဗျားဒါဘဝတုဒ္ဒရအောင်ကျွန်တော်ပြပေးတယ်ဗျာနော်ဒါကျွန်တော်ညီလေးဆွဲထားတဲ့ site တွေဘဝတုဒ္ဒရအောင်လို့ဒီမှာဆိုရင်ခွန်ပရိတ်9ပရိတ်ဒီမှာခွန်ပရိတ်9ပရိတ်တခါဒီမှာ तू ကအဲ့ဒီညီလေးရှာတာကောင်းတာဗါတွေကောင်းတာလုံးဆိုတော့အဲ့လို break line တွေယူတာကောင်းတာဒီ break နဲ့ဒီလို frame ယူတာတွေကောင်းတာပေါ့နော်ကျွန်တော်ဆိုရင်အများသောအားဖြင့်ကျွန်တော်ကဏ္ဍတူမှာအဲ့ frame ကိုလိုက်ယူတာနော်ဒါဆိုရင် तू ကခွန်ပရိတ်9ပရိတ်ပေါ့နော်ဒါ frame ကိုယူလိုက်တာ break နဲ့ frame ကိုယူလိုက်တာခွန်ပရိတ်9ပရိတ်ကဏ္ဍမတူလေ तू ကဒီ break နဲ့ frame ယူလိုက်တာယူပြီးတော့မှ तू ကဒီ frame ကတ်တာပေါ့နော်ဒီ frame ကတ်တာဒီမှာဒီ frame ကတ်တော့ तू ကဘာတော့ဆိုဒီမှာဘာတော့ तू က9656ဒီမှာ14နော်9656ဒီပေါ်မှာ8ဘူးထွက်တာတယ်ဒီမှာ858ဘူးပေါ့နော်ဒီမှာ9656အဲ့14ကဒီမှာခွန်8နဲ့14ဒါခုနကျွန်တော်ပြခဲ့တဲ့ site တွေပဲ96ပြီးရင်ဒီဘက်မှာရှိတယ်96ပြီးရင်ညီကိုပြီးရင်ဒီမှာသွားမယ်ဆိုအဲ့လိုဆက်နေရပါတော့ယူတဲ့ frame တွေအတူတူပဲနော်အဲ့တော့နည်းနည်းလေးပဲကွဲမှာပေါ့နော်ဒါဆိုကျွန်တော်ဆို26နော်ဒီမှာ26ဒီမှာ96 7တဲ့ဖြတ်96နဲ့သွားတာလीဒီမှာဒီမှာ96ကျွန်တော်ယူတာခုနဒီ96နဲ့ယူတာဒီကတက်နောက်ဘက်ကဒီမှာတက်ထိတ်လို့လာမယ်ဆိုအဲ့လိုသွားတာဒီမှာကျတော့သူကခွန်8နဲ့14နဲ့ပြောချင်တာကတော့ဒီမှာဒီမှာသူက3ပရိတ်6ပရိတ်ယူထားတယ်ဒီမှာ96 54ဒီမှာ14နဲ့ခွန်8နဲ့5ပရိတ်ပေါ့နော်ပြောမှဆိုခွန်8နဲ့14ဒီမှာ14နဲ့ခွန်8အဲ့တိုင်းသွားမှာပဲနော်အဲ့တိုင်းပြောမှဆိုအဲ့ frame ကအဲ့တိုင်းပဲအဲ့တော့ကျွန်တော်ယူခြင်းနဲ့ကျွန်တော်ယူထားတဲ့ site တွေနဲ့ကျွန်တော်ညီလေးပြထားတဲ့ site တွေနဲ့ဒါပေမဲ့လို့ frame ယူတဲ့ပုံချင်းမတူထွက်တဲ့ကဏ္ဍအတူတူပဲနော်အဲ့တော့ပြောရမယ်ဆိုရင် site တွေအဲ့လိုကောင်းပါလေဗျာနော်အဲ့တော့ကျွန်တော်တို့အော်ကွက်ကတော့တပယ်မမိတပယ်မိမှာပါနော်အဲ့တော့ကျွန်တော်ကဏ္ဍလေးရေးလိုက်မယ်ဗျာနော်အဲ့တော့ break တွေချုပ်လိုက်မယ်ဆိုရင်နော်သူ break က35ခွန်9 break ရတာပေါ့နော်ကျွန်တော်3 5ခွန်9 break ရပါပေါ့နော်ခုနကျွန်တော်ပြတဲ့ break တွေမှာဆိုရင်5 break နဲ့ခွန် break နဲ့9 break နဲ့ပေါ့အဲ့တော့3 5ခွန်9 break တွေတွေ့တယ်ပေါ့ဗျာနော်အဲ့တော့မား break တွေဖြစ်နေပေါ့နော်3 5ခွန်9 break တွေတွေ့တယ်နော်
အဲ့တော့အခုကျွန်တော်တို့တနင်္လာနေ့က9ပရိတ်နော်ဒီနေ့အင်္ဂါနေ့က9ပရိတ်ဟိုဘက်မှာ1ပရိတ်3ညပရိတ်နော်135ပရိတ်နော်135ပရိတ်က135ပရိတ်မပရိတ်တွေပဲဆင်းလာဆိုမပရိတ်တွေလာနိုင်နေပဲမနေ့ကနော်35ခွန်9ပရိတ်ထဲကလာနိုင်နေပဲအဲ့တော့ကျွန်တော်ခုန8ထိပ်လေးကြိုက်တယ်နော်8ထိပ်လေးကြိုက်တယ်ခုန4ထိပ်လေးခုနကျွန်တော်ပြခဲ့တဲ့ site လေးတွေရှိတယ်နော်4 9 site လေးတွေရှိမယ်4 1 site လေးတွေရှိမယ်4 3 site လေးတွေရှိမယ်4 5ကတော့နော်ဘာပဲပြောသူကကျွန်တော်တို့တင်းနှင်းလာနေမနက်ခင်းမှာ6ထိပ်ထွက်တယ်ဆိုရင်သူကပြန်ကြဒဲပြန်ကြတော့ဘာလို့ရှိရလို့ပြောတယ်မူ site ကအဲ့လိုရှိရလို့ပြောတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာ4 5လောက်ဟာမျိုးပြန်ထည့်ထုတ်လို့ရမယ်နော်အဲ့တော့ဒီခွန်5တို့30တို့ခွန်1တို့20တို့ကတော့ခုန site ကပြရတယ်ပေါ့နော်ခုနခွန်2တို့20တို့အဲ့ဒါဒီရန်လို့ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်အကြိုက်ဆုံးပြောပါဆိုရင်ကျွန်တော်ဒီကခွန်8နော်ဟောကြ4 3ကြိုက်မယ်4 9ကြိုက်မယ်တဘောလေးစိုက်တယ်နော်4 9နော်အဲ့တော့အဲ့ဒါတွေကလေးတက်လည်းကောင်းတာဗျာနော်အဲ့တော့ဒီမှာ8တက်ကတော့ကျွန်တော်မွေးရပါတော့8တက်ဆိုတာဟာမျိုးလေကျွန်တော်မွေးခန်းရှိတယ်နော်အဲ့တော့ဒါကပြောရမယ်ဆိုရင်ဒါကကျွန်တော်ကြိုက်တဲ့ခန်းတွေပေါ့နော်ကြိုက်တဲ့ခန်းတွေအဲ့လိုရှိတယ်ဗျာနော်အဲ့တော့ဒီ35ခွန်9ပရိတ်ကမှ1ခွက်2ခွက်3ခွက်4ခွက် main လုပ်လိုက်လို့ရတယ်ပေါ့နော်အဲ့4ခွက်ကို main လုပ်လိုက်လို့ရတယ်ဒါတွေကရံမယ်ဒီကောင်လေးတွေကျန်တဲ့ခန်းနဲ့1ခွက်2ခွက်3ခွက်4ခွက်အဲ့ဒါဒီမှာဒီဘက်4ခွက်ဒီဘက်4ခွက်8ခွက်ကိုမှ4ခွက် main ထုတ်ပြလိုက်ပါနော်8ခွင်8တက်နဲ့4ခွက်4 3နဲ့နော်အဲ့4ခွက်ကျွန်တော် main ကြိုက်တယ်ကြိုက်ပြီးတော့မှဒီကောင်လေးရံပေါ့ဒါကတော့ကျွန်တော်ရဲ့အာဘော်ရကျွန်တော်ထုတ်လိုက်တဲ့ခန်းတွေပေါ့နော်အဲ့ထဲမှာကိုပါသူကိုဒါချင်းပြီးတော့ကိုယ့်ရဲ့အာဘော်နဲ့ကိုကြိုက်နေတဲ့တာနဲ့တူတယ်ဆိုရွေးကစားပေါ့ဗျာနော်အဲ့တော့ကျွန်တော်ဒါလေးကြီးကြိုက်တယ်ဗျာနော်အဲ့တော့အဓိကအကြိုက်ဆုံးပြောပါဆိုရင်ကျွန်တော်8ခွန်းနဲ့8တက်နဲ့2ခွက်ကြိုက်တယ်ဘာလို့ဆိုကျွန်တော်8ထိပ်ကိုကြိုက်8ထိပ်ကိုကြိုက်နေတယ်နော်8ထိပ်ကလာနိုင်နေဗျာနော်8ထိပ်စီက8ထိပ်ကလာနိုင်နေဗျာနော်အဲ့တော့ခုနကျွန်တော်ညီလေးပြတဲ့ site တွေရောကျွန်တော်ရဲ့အယူဆနဲ့ကျွန်တော်တို့ပုံမှန်သွားနေကြ line site တွေရောအကုန်ပေါင်းပြလိုက်တာတနားကြီးလဲပြည့်တော့58မိနစ်ဆိုโอเคရှင်းသွားပြီဗျာဒါပါပဲဗျာအဲ့တော့မနေ့ကမှာဒီကျွန်တော်ပြတဲ့ခဏနေတွေက9နာရီခွဲမွန်နက်တို့နော်နောက်ကြတော့ကျွန်တော်တို့17နာရီခဏတို့ထွက်အောင်ပါနော်ကျွန်တော်မနေ့ကဆို1နှစ်ခွန်6ကြိုက်တာနော်ဒါပေမဲ့ခုနမွန်နက်မှာ1နှစ်ထွက်သွားတော့ကျွန်တော်ဘာမှလုပ်မရတော့ဘူးနော်အဲ့တော့1နှစ်ကဘာလို့အဲ့လိုခဏမျိုးထွက်တော့ထွက်ပါတယ်ဒါပေမဲ့လို့ဟိုအားနေသွားပါဘောနော်အဲ့လိုမျိုးခဏနေ17နာရီမှာထွက်တဲ့ခဏနေတို့မွန်နက်မှာထွက်တဲ့ခဏနေတို့ပြန်ပယ်တိုင်းမယ်ဆိုခဏကကြုံသွားအောင်ပါနော်အဲ့တော့တခါလေးမှကျွန်တော်အဲ့17နာရီမှာ17နာရီကျော်ပြီးမှခဏကိုအပိသက်ခဏထုတ်တယ်ဆိုတာတခါလေးအတိုင်းပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်ထိုးရလူဆိုတော့ကျွန်တော်တို့17နာရီထိုးပြီးမှအပိသက်ကဏ္ဍထုတ်တာဒါလေးတွေကတော့အစကနေကျိုးထိုးထိုက်တာပေါ့နော်အဲ့လိုမျိုးလို့ထိုက်တာပေါ့နော်ကဲအဲ့တော့မနေ့ကမှလည်းကျွန်တော်တို့ဒီပြတဲ့ site ကနေပြီးတော့နော်ဒါအကွက်ကြီးဖြစ်ဖြစ်ကဏ္ဍကောင်းဖြစ်ဖြစ်တိုးပါသေးဗျာနော်အားလုံးပဲကိုလက်ကိုနိုင်ပါဗျာနော်အဲ့တော့ဒီမနေ့ကမှကျွန်တော်ဒီထက်ကနေပြီးတော့8ထိပ်ကြီးကြိုက်တယ်ပေါ့ဗျာ4ထိပ်ကြီးကြိုက်တယ်ပေါ့အဲ့ဒါလေးကြီးကြိုက်ပါတယ်ဗျာနော်အဲ့ကျွန်တော်ပြတဲ့ site လေးနဲ့နည်းနည်းစဉ်းစားချင်းချင်းပြီးတော့ကြိုက်ရင်သုံးပါဗျာမကြိုက်ရင်မသုံးနဲ့ပေါ့ဒါပါပဲဗျာဟုတ်ပါအားလုံးကိုလက်ကိုနိုင်ပါဗျာ